ဘယ်သူမှအနောက်မထိုင်ချင်ဘူးဘုရားကလည်းတွေ့တဲ့ချိန်မှာရှင်းပါမယ်တွေ့တယ် Pasien kau tu dia na amam penangai na ko mam dei kem ai dei za za amai mam payun amos alian dia အငယ်စနစ်မှာ anel so mania ကျွန်တော်တို့ခဏခဏဖတ်ကြ pum isim tek zel zel ဘုရားရှင်နဲ့တွေ့ဆုံဖို့အတွက် Pasien to ikimu ning siang ina ကိုယ့်ကိုယ်ပြင်ဆင်ပါ ei ma ma king khol ning hi ha ဘုရားနဲ့တွေ့ဆုံဖို့ကိုယ့်ကိုယ်ပြင်ဆင်ပါဆိုအနောက်ကလည်းပြင်ဆင်ဖို့မရဘူး Pasien to kimuri king khol ning si chai na anung lam pan na king khol pen piang the lui ဘုရားနဲ့ကျွန်တော်တို့အနီးကပ်တွေ့ဖို့ Pasien to kanai thei pen na ikimu ning pen kisami ကဲကျွန်တော်တို့ဒီညနေဟလာဘုရားတည်းစကားအားရပါရပြောမယ် tu ni na pasien thu pen than nei zai na lo takina ending ခင် hi ဗျားတို့လည်းအားရပါရရေးသားမှတ်ထားမယ် no zong lim tak mai na na gelina na chiam te ding yu te ပြင်ဒီနေ့ဇိုမီကွန်ဗင်းရှင်းကလည်းနောက်နေ့ကွန်ဗင်းရှင်းဒီတနေ့တော့လည်းခင်ဗျားလုံးစရာအိမ်စားလည်းကျွန်တော်ပြေးမယ် tu ni a ki pan na mai kum ikimu ikhom bi ki to na na se pyo zong ken eng sang pe ding hi အကြောင်းလို့အိုးအပြင်မှာရှိတဲ့မိတ်ဆွေတွေထဲကိုဝင်လာဖို့ကျေးဇူးပြုထိတ်ကြပါခေါ်ကြပါ apol ma on sang gam te zong he pina to asung la ma pai na ding na on sak sak la yun โอเคခင်ဗျားတို့ဘိုင်တာဒီနေ့ညဘယ်လိုတော့ရမလဲဒီနေ့နောက်နေ့ဘယ်လိုတော့မလဲဆိုတော့ဒီညပြောမယ် tu ni na hi ta ga bai na pen pang si pe na sang thei ding le tu a kum kha sun ton tum bang sa ding chi tu ni na isim ding ya ကျွန်တော်ကဒီဇိုမီကွန်ဗင်းရှင်းကိုတော်တော်လေးကြိုက် tu tu a i kho bi pen lum kim ma me na dei ma me ခင်ဗျားတို့လည်းကျွန်တော်ချစ်တယ် no te khen pyo zong ki tong nai ma me ခင်ဗျားတို့ဒီဇိုမီကွန်ဗင်းရှင်းတစ်ခါပဲလာတယ်ဒီကွန်ဗင်းရှင်းဒီနေ့ကွန်ဗင်းရှင်းတစ်ခါပဲလာကြတယ် ina hi ta ga tu ni convention pen khat be be un pai yu te ကျွန်တော်နှစ်ခါလာတယ် ke ni be pai ta hi နော်ခင်ဗျားတို့ချစ်တယ်လို့အရင်ဆုံးတော့ကျွန်တော်ရဲ့ဇနီးနဲ့ကျွန်တော်သမီးနဲ့လာတယ်ဒါပေမဲ့ကျွန်တော်သမီးအားများလို့ကျွန်တော်အင်ဂျင်နာပိုလစ်စကနေပြန်ပို့တယ်ပြီးတော့ပြန်လာရတယ် ke azi te to khat be tum pai na pen kan katanu pen dam loi ma ni na azi le ka da te pen din na ko ki hi ကျွန်တော်ပါစတာဆောလာမောင်နဲ့အနန္တတိတိတဲ့အားချစ်တယ် ina pasta so herman le apo pi ni te ken to zo ni mai ma me ဒါပေမဲ့ကျွန်တော်တခုစဉ်းစားစရာရှိသွားတယ် tu ni ngai su ding khat pen nga che hi ခေါ်ပြောရစရာအားလုံးရဲ့သူရဲ့ပြောင်းချက်နဲ့မဘယ်သူကမှတာတိမနဲ့မရေဘူး ina tu ni a hi ai ko pi su ma no te na ki gen tu te pen li pe na chiam le se set lo hi te ဒီညနေကျွန်တော်မြန်မာလိုပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဇုံမီလုံးနဲ့အင်္ဂလိပ်လိုနားနယ်ဒီကိုမမရရှိသူတို့ကကျွန်တော်ဝိညာဉ်ကအားပေးချင်တယ်ဒါကြောင့်မလို့ကျွန်တော်မြန်မာလိုပြောမယ်ဆရာတီဂျီပါဝါဇုံမီလိုဝင်ရမယ် tu ni pen bo pa pa ri na ken sat ki ki mang yap si le la ya zo mi le mang pau a thei lo o mi mani na ko ya ding ka bo na hi Okay folders အားလုံးရပြီလား bi vet pi na ai na ki ni mo အားလုံးရရင်လည်းကောင်းပေးပါ ngai le lo sa un ကျွန်တော်အပြင်ကနေလာတဲ့လူတွေလည်းမရသေးရင်ကျွန်တော်တို့ကတော့ folder လေးရှိတယ် for am lai le bo pa na lu te ari so mi piak sa un ခင်ဗျားတို့ကိုချစ်လို့ဒီ folder ကျွန်တော်တို့အဆောင်ဖြစ်တယ် ina no te ken bu pen i tong nai ma ma ai ma na hi ta ka pen i na kong le song ni hi hi ကဲစီတောင်းချင်တဲ့စာ na to pan ni ကိုရရှိပြကျွန်တော်တို့ဒီတစ်ပတ်တော်ရင်တရင်စကားအမျိုးမျိုးကြားခဲ့တယ်ကြားနာရတဲ့တရင်စကားကိုကျွန်တော်တို့ကြားနာချင်းတက်တက်မို့ပဲနဲ့လက်တွေ့ကျင့်သုံးပြီးတရင်စကားဝင်တော့သူများအားလုံးဖြစ်ပေါ်ရဒေါ်လာတန်တာတယ်ကျွန်တော်တို့ကိုဒီမဆောက်ပြီးတန်ရှင်းရုံနဲ့တော့ကျွန်တော်စိတ်နှလုံးထဲမှာကိုရှင်ကြတူမိသားရလမ်းပြပို့ဆောင်ဖို့ကောင်းချီးပေးမိချောင်းဒီကိစ္စပြန်လာဖြစ်ဆောင်ကြပါလိမ့်မယ် amen ကျွန်တော်တို့တကယ်ခွတ်တော်ပြားကကျွန်တော်တို့အားလုံးကိုလူမျိုးဘာသာအားလုံးစီတည်စကားဝင်လာဖို့ပြောတယ် ba se na e ten ken pa na ma pau nam mi nam ken pe tu ma mai lu dam na thu ni na so hi အဲ့ဒီတည်စကားဝင်လာဖို့ကပါစတာတွေပဲမပြီးဘူး tu a lu dam na thu again ding pen pasta te bek ding lo hi elders တွေပြောလို့မရဘူး yu pa te bek ding so ni lo hi deacons တွေပြောလို့မရဘူး deacons တွေပြော di kon te bek ding so ni lo hi pastor elder deacons တွေကျွန်တော်တို့တရားချင်းစီပါဝင်ပြီးတော့ကျွန်တော်တို့လုပ်ဆောင်ရမယ် pasta te u pa te le di kon el na te bek ding lo na bek pi pasien thum ken to gi ta wa ni hi ဆိုတော့ဒီ local နဲ့ပြန်มาကျွန်တော်တည်စကားစမ်းစာလိုက်တင်ပေးတယ်
ina be sa kum sung ina pasian thu ke ina Bible study ke Today's Gamma regarded to Martin to dinner to know I think God's are called water. ina popi makai de som sam ina To know the child didn't know that. Didn't dinner in the chance of Lena Hope chance of that kind of. ina lai san ko sim de na lai san ko de le Chance of that is about to to dinner got chance of shining over her. ina popi mi te na lai san ko le ina ko lam yam sin na som ko pia Can now open up to Luna. to ra ina no de ko ngeu hiam Default of Canary about the Taco Piao to us in Yama. he ta ka pe no ma ong ki khel sak ding for la hi Guess at your man. gen zon lai ni Default diet Namika Blue College so prayer journal look over there. ina hi ta ka for la i amin pen na prayer journal na thu nget chap te na bu hi The prayer journal got two special canary to look at today. he ta ka pen no wa ni na akom hil vel na ke bo hi Payaya Lureka Sanin Taja Negono Pia Dream Dina Wena Nina Tonta Puyan Unipo Top Pachipo look at today. pasian ni na set na ding na pasian ni lung na tu tang ko na ding na ong pat pi ma ma ding lai lo tam so ding hi Okay, tomorrow screen of TV. na hi la ya i screen in le ham But you know tomorrow at the prayer journal for what today. ba ina hi ta ka pen ke sam sa hi hiam Tomorrow no care in the much also my prayers journal south to don't move. ina abe sa ina ko zo ina ina zang hi The prayer journal time tomorrow this prayer request to here to prayer chi mo chana ya to ye ta. ina ken ka lung nam ko mun na te zo ina thu nget kai khom na te ken perfect pina dia sgi Tomorrow the Tennessee the National Pastor Melvin Santos ne prayer 2 year prayer journal prayer. Nó cho nó đâu thì nên prayer cho bộ ai rồi cho thì nên 2 year prayer journal cho nó người nào mà tu sĩ cho nó khép cao đi khép như thay cho tu là Jesus thế này. ina Nashville la pastor Santos to ki muina amai bol sa pen to pen mu kha ina ko sin kha ina chana ma ma na ken zo ka sat ki thik de na phal na ka nge ni na man sum kia hi Thì cho nó cái này trên xe thì chỉ bảo là Jesus thế này và ta thì thì prayer journal của giống như là nó thì nó là và ta cái Jesus thế này. ina ti ji pa na hi ta ka ba ta pian sam ne na som lu mi Okay, prayer journal permit. ina ina bu le ni Lenny Homey. Say the Lord print up. yin sim som long ding ya Okay. Pertama usung shi sama blank paper itu lah. ina ama sa pen pen na pa ma ki gap nai lo lai lo tam pi bu ding hi te Itu lah. imu ya Bapak yang shi ke. bol pen zo ding hi Bapak yang shi yellow ni aku sudah jauh kau tu tu bapak cerita ni. ina bol pen um lo ji kha le chin chin na bol pen zo pen zo ka ka Macam tu, chi di shi so saya tu mah, di ni tu baru kau yang aku makan tempo, kena aku kata pula. ina tu ni na amai go pen pen na ting pen amai la lai ho pen tu ni a yen ting he na gyap na ni na ka ko ye hi Zombie kalau saya ladai itu terus kan, no yuhu, ye nak beliau, labi lo, latang le, nak tu macam ramai wah. in zo mi hon pi pen pai na zo tha na ma mai nai zo na ngai na chiam te ngai lo na ka ha na be sak pa hi ham Tajam lo kucing lo mata tajam. tu ni na lim ta ki na chiam te hi ham Cho nó lúc mà chúng tôi thì prayer cho nên tôi để rồi nó bắt tết. ba ni na hi ta ka chiam te na pen san ri hiam chi na pa na Có một tuổi lùn nhà tuổi prayer xin mà nó cho nó tao số của sút tao thôi tuổi chết đấy. ina e pasian mai ma ma e a de zo mi dan te zo na tu et sak na ni na ko en ki sami Cho nó lúc prayer cho nó cả ba lệ tu lệ cho nó lúc đi linh san lệ tu lệ. ina tu na pen bang ko ki bang hiam chi le hi ta ka le sa do ki bang hi Nó cho nó lúc sút tao cho con linh san nó con đi cho nó lúc yulo ya. ina igen no pen hi le san akap bang ina lim ta ki na mi bun ta ki na nge ni na ko sa the hiam Cho nó lúc sút tao này chơi mà prayer cho nó mà tôi cũng xem nó cho nó lúc sút tao bây giờ nào bên mà tự tham mình làm cho nó lúc ấy của cha rồi. ina ta ve ve chiang ina i thu ke te ngom jong pen lim ta ki na chep te lo chiang ina ngai su lo chiang ina ki i mu san so the hi Di prayer cho nó công trình ăn thì cái này sẽ có hồ lên bây giờ đi lên bây giờ prayer thế mà cái này ai cũng bây giờ học cũng bây giờ. ina to a ina be na mu the ding hiam si le i thu ke na le pen pasian to lim ta ki na ayom hung lu ta ki na u zom sak the hi Di prayer cho nó cái này nó sẽ tao sẽ ăn được của mắt tan công ăn tiền rồi à. ina to ke tak se thu ke na ken ko pen aban ba na lim ta ki na ki chiam te the hi Dawai mấy chị cái tôi sẽ tao cho người, các bạn bắt đầu mình sẽ sáng nay chơi rồi mà xíu. dawi mum pi pa na azen chen
အမိုင်ထုံနာတဲ့လုံကပုံနာတဲ့ကြမ်းတဲ့လိုလေတဲ့ပူလိုက်တဲ့နာလာတဲ့ချင်းလိုက်စံထုံနေလို့ဒီညာ ဒါကြောင့်မလို့ခင်ဗျားတို့ကဆုတောင်းတဲ့ချက်တွေကိုခင်ဗျားတို့ကောင်းကောင်းမှတ်တမ်းတင်မှုဆိုရှေ့လာမယ့်ချိန်ကဘုရားကခင်ဗျားတို့ပတ်ထားဘယ်လိုအလားတူလဲဆိုတိတိကျကျဝင်လာတော့မရဘူး Pasialina abisana na thangin na te bangzatan daw na bangzatan na chupa nga ni yam chipen lim ten na chap te kaya le mai lang na nan mi te to no so pin pen ni lo ni hi te ကျွန်တော်တို့ဒီ prayer ကျွန်တော်တောင်းချင်အပြင်ဘုရားနဲ့တလုံးတော်အတူဖြစ်ဖို့ရကိုကြီးထောက်ပံ့ဖြစ်လေ ina hi ta ga i chap te na mai lang na e a ni na na pi ta na mu ding hi ပြင်ကျွန်တော်တို့ဘုရားနဲ့ပေါ့နော်ဘုရားနဲ့ယာကုပ်နဲ့နဗတ်လုံးတို့လိုပဲကျွန်တော်တို့ဘုရားနဲ့ပေါ့နော်ဆုတောင်းခြင်းအပြင်နဗတ်လုံးတို့ကျွန်တော်တို့ပေါ့နော်နဗတ်လုံးတစ်ဖက်မှာကိုကြီးကိုရတယ်ဒီစာအုပ်ကိုလေ ina to ki ta sera pasian to ja ko ati buan ma bang ina e jong pen bat ki buan na ding na pi ta na mu ding hat ani hi ကဲဒီ prayer ကျွန်တော်တောင်းချင်ရဲ့ဒီကောင်းကျိုးတွေစတဲ့ပြောမယ် ina hi ta ga a phat tom na pen ben ben so lai ni ကျွန်တော်တို့ဒီ prayer ကျွန်တော်တောင်းချင်အပြင်ကျွန်တော်တို့ပုံမှန်ဆုတောင်းတဲ့ချက်ရှိသွားမယ် ina hida ni na lim pen ne chap te na ina pasian to ikizok hun man ta kina ni to thei ding hi ham ကျွန်တော်တို့ advantage ဆိုတဲ့ဆုတောင်းကြတယ်တနေ့သုံးခါတောင်းကြတယ် ina e advantage te na thulim tak ngen na ni ta thum be bang ngen te ki ham မနေ့ကမစားခင်တောင်းတယ် ina ni ne mai na sing sang ni ne mai na နေ့လည်းမစားခင်တောင်းတယ် su na ni ne mai na ngen ya ညစာမစားခင်တောင်းတယ် ki ta ka ni ne mai na အဲ့ ngen ဒါတွေတော့သိချတယ် to te hem to pen vet pina ngen thei chia ham ကျန်တဲ့ဟာတော့အခြေအနေပေါ်မှာမူတည်တယ် ina anang te pen ga amai ki sap dan na na ngen te ki ham အခြေအနေပေါ်မှာမူတည်ပဲတဲ့ပုံမှန်ဆုတောင်းတဲ့အကျင့်ရှိအောင်ဒီစာဝတ်ကိုကြည့်သွားမယ် amut ma ki na lo ina pong man na pasian to ki ho na ine thei ni na ki lai lai bu na mu ding hi ပြင်ကျွန်တော်တို့ဟလာဆုတောင်းချက်တွေရေးချင်းအပြင်ဆုတောင်းချက်ကိုဘုရားကနားကြောင်းပေးတဲ့အချိန်မှာကျွန်တော်တို့ကောင်းမှုစပြတ်မှတ်တမ်းတင်လို့ရတယ် ina pasian ina bang chi bang ina ong ithu en na te ni dong ya mai ke ne lim te lim ta kinam lak hi nam lak ni hi ဒါကလည်းကျွန်တော်တို့ဆုတောင်းခြင်းတဲ့အချက်တွေအများကြီးရှိတယ် khat ve ve chen na thu en na ithu en sak ping pen tang ma ma the hi လူများရဲ့ဆုတောင်းချက်တင်ပြချက်တွေအများကြီးရှိတယ် mi te na thu en sak dong chi ya ong tim pia jong tam pi tam the hi ဒါပေမဲ့ကျွန်တော်တို့မိသွားတဲ့တော့ကြောင့်ကျွန်တော်တို့မမိအောင်ဒီစာအုပ်ထဲမှာကျွန်တော်ရေးချင်းနဲ့မှတ်တမ်းတင်လို့ရတယ် khat ve chen tam ai ma nya ti mang ye the ma na to te ka lai lai hi na mu ni hi ပြင်ကျွန်တော်တို့ဒီဆုတောင်းချက်ကိုကျွန်တော်တို့ပေါ့နော်ဒီကြည့်လိုက်မယ်ဆိုတော့ဆုတောင်းချက်က၄ပိုင်းရှိတယ် ina hi lai en le sin thu en na nam pe nam le na ki ke hi ပထမဦးဆုံးကတော့ကိုယ့်ရဲ့ပိုင်းကဏ္ဍအတွက် amasa pen ina amya chi le mi ma a ding hi โอเคပြီးရင်နောက်တစ်ချက်ကတော့ကိုယ့်ရဲ့အတင်းတော်အတွက်အတင်းသူတင်းတောင်းတဲ့ဖြစ်တယ် azom le la jang ina por pi mi te a ding hi နော်နောက်ကြည့်မယ်ဆိုကျွန်တော်တို့အတင်းသူတင်းတောင်းမဟုတ်တဲ့တခြားလူတွေအတွက်ဖြစ်တယ် ina to ki tak se na azam le le pen do ei por pi mi ya hi mi dang te a ding hi ဒီနောက်တစ်ခုကတော့ကျွန်တော်နေ့စဉ်နေ့တိုင်းတောင်းတဲ့အချိန်မှာသုံးဖို့ဟာဖြစ်တယ် to ki tak se na azom pen ni simina inget ton tung ding ai te to te ဆို ki တော့ ke အဲ့ဒီ hi ပထမ၄ချက်ကဆုတောင်းခြင်းနဲ့ပတ်သက်တယ် amasa li ten pen thu en na to ki sai anam tom tom te hi နောက်ဆုံးကျတော့ကျွန်တော်တို့ကိုယ်ပိုင်ကျန်းစာလေ့လာခြင်းနဲ့ anu lung pen pen na lai siang tho isim te to te ke ma ni hi ဒီကျွန်တော်တို့ပေါ့နော်ဆက်ပြီးတော့ခုနတက်သွားမယ် ina tuna gen zong ki ni ကျွန်တော်တို့ prayer journal ကိုသုံးတယ် bahan ina ai ni ta ka pen ki zo izat ding ki sam hi မ ya နေ့ကကျွန်တော်တို့ထားတယ် jing sam tho hi ya ကလေးများနဲ့ငိုတယ် na pang te zong kap အ nge တော့ lai ပြန် hi လာရမယ် lo kwan zong ki sam hi ဟိုမင်းတော့လည်းစူတောင်းဖို့ပြန်ကောင်းအာရုံပြုပြီးဆိုတော့အချင်းရှိ jing sam pen pasian to ki zo hun ding pen lim te na lu lu tai ki zo hun ding pen hun ki nga zo lo ya ဒီ prayer journal ကျွန်တော်တို့ပြုချင်အပြီးကျွန်တော်တို့ကပေါ့နော်ကျန်းစာကိုကောင်းကောင်းမွန်လေးလာတဲ့ပြင်စူတောင်းဖို့ကျွန်တော်ပြန်ကောင်းအချင်းပေးရအောင်ဖြစ်တယ် hi ta ka zang ina hi le ham pen pasian to iki zo na ding hun pen lim te na ki hen ke zo ding hi အခုနကျွန်တော်ပြောတဲ့ဟာကိုခင်ဗျားတို့ရေးပတ်သားပြီလား in to ai gen teng hen ko na siam te na hi na not yet chen အာခင်ဗျားတို့တော်လေးလို့ပါမယ်တော့ဆက်ပြီးတော့တာမယ် tu na zong siam te zong to lai ding ya ကျွန်တော်တို့မာတာခန်းကြီးခုနဲ့ခုနဲ့ကနေဆက်ပြီးကျွန်တော်ကြည့်ကြမယ် ma te lian sa ye leo sa ye pa na so no hat pen dek pi na em khom ding ya ရှင်မာတာခန်းခန်းကြီးခုနဲ့ခုနဲ့ကနေဆက်ပြီး ma te lian sa ye leo sa ye pa ni na so no hat ကျွန်တော်ညီမတို့ဖတ်ပါမယ် ken men por pa na un sim ma sa ni hi တောင်းကြတော့တောင်းနေရပြီရှာကြတော့ရှာရင်တွေ့ပြီတကားကိုခောက်ကြတော့ခောက်ရင်ဖွင့်ပြီတောင်းတောင်းမိကရရရှာတော့သူလည်းတွေ့ခ
ခောက်တော်သူအားတဲ့တကားကိုဖွင့်ပြီးတားရီမုတ်ကိုတောင်းနေမိမိသားအားကြောက်ကိုပေးမိတော့ငါးကိုတောင်းနေငွေကိုပေးပြီးတော့တဆုံတရားမြတ်တင်တို့တွေsorry တင်တို့တွေအစိုးဖြစ်တဲ့ကိုသားတို့အားကောင်းသောအရာကိုပေးတတ်တယ်ခြုံမြတ်မကကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့ဘာလဲဆုတောင်းတော်သူတို့အားကောင်းသောအရာကိုတာ၍ပေးတော်မူမည်မဟုတ်တော့ ina effect pina ini sa sim homyo kha ni chu ငယ်လို့ဘောင်းနေဇောမုနမုယေလိုဒီဒီလိုဘောင်းတိဟောဒီအနေနဲ့ကံပြောရင်ငါတို့ပါအစုံတဲ့ကံပြောရင်မူလီကွာဒီတဲ့ကံပြောသူဟောဒီဒီဒါဒီကိုတဲ့မတားတယ်အန်ဒုငယ်နဲ့စွမ်းတုံးတယ်ဒီရာအစာငယ်နဲ့ဘုရားဒီရာလောကေဘုရားဒီနတားတယ်ဘုရားဘုရားဒီအိုက်စုတဲ့ဒီရဲ့ဘာနာအငယ်ဒီတဲ့ပါအဝိတဲ့ဘုရားဒီရာအာမင် amen ကျွန်တော်တို့မကောင်းမရဘူး inge tia hi le na lo ling ya မခောက်ရင်မရဘူး isom ge le ikyu ge le ikyu lo ni ကဲနောက်တစ်ချက်ဆက်ကြည့်မယ်ယောဟန် asomina en to le le ni ယောဟန်ခန်းချစ်ယောဟန်ခရစ်ဝင်ခန်းချစ်ဆက်လေးနဲ့ဆက်နေကနေဆက်လေး zo ha anian som le ni panina som le li lo ခုနချက်ရေးဖို့မမေ့နဲ့နော် ina ina sen ko mun te na ya de na mang yang kem ရှင်ယောဟန်ခရစ်ဝင်ခန်းချစ်ဆက်လေးနဲ့ဆက်နေကနေဆက်လေးငါအမှန်ကန်ဆိုဒီကငါကိုယုံကြည်တော်သူသည်ငါပြုတော်မူကိုငါပြုတော်မူတို့ကိုပြုလိမ့်မည်ချုံတော်မူတို့တဲ့တာယုကြီးတော်မူတို့ကိုလည်းပြုလိမ့်မည်အကြောင်းမူကားငါဒီခမဲတော်ထံသို့တွား၍တင်တို့ဒီငါ၏နာမကိုအမိပြုလျက်ဆုတောင်းသမျှအတိုင်းငါပြုမည်အကြောင်းမူကားခမဲတော်သည်တားတော်အားဖြင့်ဘုံဝင်ထင်ရှားတော်မူခြင်းကိုတင်ရှားရှိ၏ကြောင်းသည်တင်တို့ဒီငါ၏နာမကိုအမိပြု၍တစုံတစ်ခုသောဆုကိုတောင်းလျင်တောင်းသည့်တိုင်းငါပြုမည် pina sim khom le ni o aman ta in တော်ဘုရားတေဝဘုရားအေမစေနာလေမစေဒီအာယမကေဇာတိတိအေမစေစာဟိသောအယံသောစေပါတိတိသောအဟံစစယကျန်စယအကိလထေနာတိအေမဘိပါမီနောငေတေတုအဟောတေတိအေမဘိပါမီနောငေနာလေအဟောတေတိအချီအာမင်โอเคဆက်ပြီးကျွန်တော်နောက်ထပ်ဂတိတော်ကျွန်တော်ကြည့်မယ်နော်ယေရမိနာကတိကျမ်းခန်းကြီး33ညတော့ကျွန်တော်ကြည့်မယ် jeremiah asom thum ne lai ni ငါကိုခေါ်တော့ငါချီးမည်ကြီးတော့အရာတင်မတိနိုင်အောင်နဲ့နဲ့တော့အရာတွေကိုငါပြမယ်ဆိုတော့ဘုရားဂတိပေးထားတယ် jeremiah som thum ne thum ne thum sim khom le ni ke no le ong i ti nga na thei ni nai lo akim chip thulian ni te bong ge ni ni ကဲရှင်ပေါလုနော်တရှင်ဘုရားနဲ့အားကျွန်တော်အားပေးရထားတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီးလေးငွေ6ကနေခုနဲ့ကျွန်တော်တို့ကြည့်ကြမယ် bo lo ina khasyang ko hum na to ong thap yang na fit alian li ne ru panina sagi ku le sagi sim le ni ဖိလိပ္ပိဩဝါဒစာခန်းကြီးလေးငွေ6ကနေခုနဲ့အဘယ်မှုကိုများစိုးရင်ချင်းမရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းအတူတကွာဆုတောင်းပခနာပြုတော်အားဖြင့်တင်တို့တောင်းပန်လိုသောအရာများတို့ကိုဘုရားသခင်အားကြားရောက်ကြတော့ချို့တို့ပြုရင်အဘယ်သူမြကြံ၍မမီနိုင်သောဘုရားသခင်၏ညီသက်ခြင်းကိုယေရှုခရစ်အားဖြင့်တင်တို့၏စိတ်နှလုံးတို့ကိုဆောင်မလိမ့်မည် philip alian ne ru panina sagi le ni သူကဘယ်လိုလဲ Nakisap ang pang Lunang nato Asyan yama Nangin Mihimpe
ရုံရဘူစီနောနိုင်ဖရစ်စေစုတော့နတ်ပေါ်နာဥအာမီလောတဲ့ဘူဘောစတိဟီ အာမင်ကဲကျွန်တော်တို့အားရရလားဆက်တော့ကြည့်မယ်ရှင်ယောဟန်ဩဝါဒစာပထမစာဆောင်ခန်းကြီး9နော်ရှင်ယောဟန်ဩဝါဒစာ zo hang masa alien nga aneu som le li le som le nga ရဲ့ဆက်လေးနဲ့ဆက်ရနော်ငါတို့ဒီဖျားသခင်ထံတော်၌ရဲရင်ချင်းအကြောင်းဟူကားငါတို့ဒီအလိုတော်နဲ့အညီသဆောင်တစ်ခုတော်စုကိုတောင်းတယ်ဖျားသခင်ဒီနားထောင်မူ၏ဆက်နာစုတောင်းတဲ့ညသောစကားတို့ကိုနားထောင်တော်မူဒီကိုငါတို့သိရင်အထံတော်၌တောင်းတော်စုကိုရမည် sim som le ki ma သိရကြ၏e tein ama tin na ko wa in in na le in et chen pu pasiani rong ke di hi chi in kim wan na lu si in ei hi e tein na ke ro in sa hi chi in te hi mani ama yang pa ni et chen pu so rong ke di hi chi in i te hi နောက်ချမ်းချက်တစ်ချက်ကတော့ကျွန်တော်တို့စုနေရတောင်းပေးနေတယ်ဒါပေမဲ့မပြောင်းလဲသေးတဲ့ရောက်ခင်မွန်းတဲ့အတွက်ဇနီးတဲ့အတွက်တာသမီးတွေအတွက်အမျိုးတွေအတွက်တကယ်ကိုခွန်အားပေးတဲ့ချမ်းချက်ဖြစ်တယ် ina ita pe in kon pi te hem mer ke te in ro le ke to ari na ku sam na tham pe ni ရှင်ယောဟန်ဩဝါဒစာပထမစာဆောင်အခန်းကြီး9အငယ်16ခုနရဲ့အောက်ပါနော် zo hang masa alien nga ne som le ko ညီအကိုချင်းတေပြစ်မတင်တော့ဒုစရိုက်ကိုပြုမိဒီကိုတဆုံတယောက်တော့သူဒီမြင်နေထိုသူဒီစုတောင်းရမယ်တေပြစ်ကိုမပြုတော့သူအဖို့လုံးတာဘုရားသခင်ဒီထိုသူအားအသက်ကိုပေးတော်မူပြီးတေပြစ်တင်တော့ဒုစရိုက်ရှိပြီးထိုဒုစရိုက်အပြစ်ကိုလွတ်စေခြင်းလားစုတောင်းရမယ်ငါမဆို ina sim phom le mi mi kha pe win a christian mi pi te asi na ding sa siang a hiro mo na agam ta amul le ama adi in thunget sakta hen ama thungen na bangin pasia in anun ta na suk saklo ni hi pen si na za chiang mo na a hiro te kachi na a hi zongin si na ding za chiang a hi mo na oma tua te adi met sakun achi ka hi ke hi ကဲကျွန်တော်တို့ပေါ့နော်ဒီညဘုရားရဲ့ဂရုတော်ကိုကျွန်တော်တို့တော်တော်လေးဖတ်ကြတယ်ကျွန်တော်တို့ဘုရားပေးထားတဲ့ဂရုတော်ကျွန်တော်ယုံကြည်တယ် ina en tuina pasiani ungkam chiam wa ယုံကြည်ရင်ပြောင်းလဲမှုတွေခင်ဗျားတို့တွေ့ရလိမ့်မယ် ina ru na tak to hile hem nam ni hi ha ဆိုတော့ကျွန်တော်တို့ဒီညဆက်ပြီးတော့ဟုတ်လားဒီကျွန်တော်တို့ဒီ prayer journal စာအုပ်နဲ့ပတ်သက်လို့ကျွန်တော်နည်းနည်းလေးရှင်းပြချင်တယ် ina tuna hi taka thuget chep te na bu be at ki ching zoi na mu gen be mo mi ကျွန်တော်တို့ပထမဦးဆုံးဒီ tab ပေါ့နော်အားတော့ကျွန်တော်ရေးထားမယ် personal ကိုယ့်ရဲ့ကိုယ်တာလို့ပြောရမှာပါပါဘူး ina hi taka ma sa pe ei mi mau ai kuam ding chi na lam ti deu ding hi နော်ဆိုတော့ကျွန်တော်တို့ဒီမြန်မာဆိုတဲ့ tab ပေါ့နော်အဲ့ဒါကျေးဇူးပြုရလမ်းလိုက်ပါ ina hi taka pe na lem lew lew အဲ့ဒီမှာဒီပုံကြီးတွေတော့ချင်တယ် ina ale am mu gen mo mi ကျွန်တော်တို့အဲ့ဒီပေါ့နော်ရေးတဲ့ချိန်မှာနံပါတ်1ဒီနေ့ရဲ့ date ကိုရေးပါ ama sa pen ben na ani tu ni ani gerun ပြန်ပြောမယ်နော် gen ding ni ပထမဦးဆုံးဒီနေ့ရဲ့ date ကိုအဲ့ဒီစာမျက်နှာပထမဦးဆုံးစာမျက်နှာဘေးနားမှာရေးပါ ina ama sa lai mau tu ma lai dau tu ma tu ni na gyam sa un ပြီးအခုနိုင်ကိုရေးပါ tu ni anai zong gyam sa un tu lai ta နော်ဆိုတော့ဒီမှာဒီကိုရေးကိုတာဆိုတဲ့ဒီပေါ့နော်ဒီကောင်းစဉ်ပေါ့နော်အောက်မှာခင်ဗျားအဲ့စာရွက်မှာဗာရေးမလဲဆိုတော့ကိုရဲ့ညီကိုမောင်နှမမိသားစု ina tua lai mu na pang ting gyam ling dei sang ka yang chi le yu nau in kwan pi email the ကိုနဲ့သက်ဆိုင်တဲ့ညီကိုမမမိသားစုဆွေမျိုးပဲเนาะအနည်းဆက်တဲ့လူပဲပါမယ် ei to akinai ei to ki sai deu ting to te nga ri chung sak na ri ကိုရဲ့အတင်းသူတင်းသားနဲ့တခြားလူမပါဘူး i po pi mi te le mi nam te i hau nai lo ကို ti ရဲ့ hi immediate family ကိုရဲ့သားသမီးမိဘညီကိုမမတို့တွတ်တယ်ဖြစ်တယ်
ấy tổ áp sai liên liên in quan bị liên tệ tổ tệ anh chung kết sang na hình hình ဆုတောင်းချက်ရေးတဲ့ချိန်မှာအရှိကြီးမရေးနဲ့ ina na chung kết tin tệ na kiểu chiang ina sáu pi kiểu những sang rồi တိုးလေးပဲရေး atom chỉ ina atom chế bên na gelin တိုးလေးပဲရေးဆိုတဲ့ချိန်မှာနော်ဘာရေးရအောင်လဲဆိုတော့ဥမာ atom chỉ ina kiểu đi chỉ chế na bằng kiểu linh hiam chỉ lại kiểu tệ này na ကျွန်တော်သမီးရနေမကောင်းဘူး katanu pe chỉ nuông rồi ဆိုတော့ကျွန်တော်ဘာရေးရအောင်ရေးမလဲဆိုတော့ဒီကနေ့ date ရေးမယ်နာရီရေးမယ်ရေးပြီးတော့ကျွန်တော်ရေးမယ်ဆိုတော့ကျွန်တော်သမီးနာမည် Alice ခေါ်တယ် Alice ကျမ်းမှာဖို့အဲ့ဒါပဲ ina cái gen tệ này na cái tanu này na katanu dam rồi to pe tu ni cái na tu hon lai tak cái na to cái tak chế na katanu min bên Alice na Alice chỉ đam na điểm chỉ na kiểu dẻo linh hình ရေးပြီးမြင်သားမယ် yên to cái tak chế na nghỉ din โอเคခင်ဗျားတို့စမယ်ခင်ဗျားတို့ရဲ့မိသားစုထဲမှာလိုအပ်ချက်တွေစုတောင်းချင်တာဖျားတောင်းချင်တာတူစုပ်လေးနဲ့ရေးပါ ina no in quan suma na chung sang na ko ben quan pi te wa atom che pe ni na gelun အရှိကြီးစုတောင်းဖို့နောက်ကျရင်ကျွန်တော်တို့အချိန်တခြားနေရာမှာရှိတယ် ina asau pi gyam na ring te pen den che na om ning hi atom che na gyam ziaun ဆိုတော့ခင်ဗျားတို့ရေးတဲ့ချိန်မှာပထမဦးဆုံး prayer request ကိုအဲဒီ1ဆိုတော့ထားလိုက် ina to na gyam masak pen pen u pen number khat china na jam teun number 1ဆိုပြီးတော့ဒုတိယစုတောင်းချက်မရေးခင်နံပါတ်ပထမစုတောင်းချက်နဲ့ဒုတိယစုတောင်းချက်ကြားမှာမြင့်ကြောင်းတစ်ကြောင်းနေရာချထားပါ ina number ni na gol mau na atuma pa adua khat na to gol ni na ki ala ni na lai gol khat na silun ပြောရတာလည်းနော် itel tam mo ina number khat chi ge ni to ki chan lai gol khat phau ni na number ni na gyam an ni ဆိုတော့စုတောင်းချက်နံပါတ်1ဒီနံပါတ်2အဲဒီနံပါတ်1နဲ့တောင်းတဲ့ရေးပါ number khat ni chumina gelin ပြန်ပြောမယ်နော်အစားပြန်ပြောမယ်အဲဒီ prayer journal ဘယ်ဖက်မှာဒီနေ့ရဲ့ date ပြီးနိုင်ရေးမယ် ina na lai lo tung wa atak lam pa nga ani gyam ni na anai gyam ni စုတောင်းချက်ပထမစတဲ့ကြောင်း1ဆိုပြီးတော့အဲဒီနာမှာပထမစုတောင်းချက်တူတူလေးရေးမယ် number khat chi ni na to ka tak chai na thungen no pu pen to pen atom chei pen na gelin ပြင်ဒုတိယတစ်ကြောင်းခြံထားပြီးတော့ဒုတိယမှာ number 2ဆိုပြီးတော့အဲဒုတိယစုတောင်းချက်တူတူလေးရေးမယ် lai gol khat halin na to ka tak chai na number ni chin la to la ya adam khat na thungen sak no nen kon pi ari to get lew lewin โอเคအဲ့ဒီနားလည်နော် to cham telan me de နားလည်နော်အဲ့ဒီစုတောင်းချက်စုတောင်းပြည့်သွားပြီဆိုရင်အခုနခင်ဗျားရေးထားတဲ့ date ရဲ့အောက်မှာစုတောင်းပြည့်ရဲ့နေ့နိုင်ရှိနိုင်တဲ့ခါလေးရေးလို့ရတယ် ina to ka tak chai na na haw na number khat na bang na nga a hi le to na nga chian ni na ani le anai gelin နော်နားလည်နော် itel me de ကဲကျွန်တော်ဥပမာပေးမယ် gen te na hat gen no ming ကျွန်တော်Orlando Zombie Convention ပေါ်တော့ကျွန်တော် single ပဲ ina gei oren dua kong poi pi kong sim lai na tang wa lai hi ကျွန်တော်တို့မိတ်ဆွေဆရာထမ်းတူပါရဲ့ဟိုမှာတမီးလက်ထပ်မင်းကဆောင်ပေါ်ကျွန်တော်အားရတယ်ဗျာ ina sia thang lam tung pau i tanu ina amawi le that lai tak bu hana gen no eng ma mi ဒါပေမဲ့စိတ်ထဲမှာကကိုယ်လည်းဘယ်လိုပြောမလဲတန်တန်မှုတယ် ina kalung sim so ma pen ke zong ut yu gyo hi ဘာပြောပြောကျွန်တော် Michigan သွားတဲ့ချိန်မှာဟာလား AFM Adventist Frontier Mission Director ကကျွန်တော်ကိုစူတောင်းပေးတော့နောက်နေ့ဒီချိန်ကခင်ဗျာဇနီးတဲ့ခင်ဗျာပေးတော့မင်္ဂလာဆောင်ဖို့ပေါ့နော်ခင်ဗျာပေးမယ်ဆိုတော့စူတောင်းပေးတော့အဲ့ဒီနေ့ကကျွန်တော်အတိအကျရေးလိုက်တယ် ina mission ka pai chai na fm director pai na nang na ari chena thung ge sakina na jin nei na nim chena ge sakina ke zong to pen lim tak mai na ani ha ka cham te hi သူကအတိအကျတစ်နေ့လို့ပြောတယ် ina aman pen ni khat ko chi si sa hi Chana ko khat ko chi si sa hi ကျွန်တော်လည်းဆိုတော့ကျွန်တော်လည်းအတိအကျပေါ့နော်အဲ့ဒီ nick တွေ date တွေအားလုံးရေးလိုက်တယ် ina ken zong to pen lim takina ani pen gelin နောက်တစ်နေ့တကယ်တော့ပြည့်ရဲ့ကျွန်တော်ပဲကျွန်တော်နဲ့ကျွန်တော်ဒီတကယ်လက်ထပ်တယ် ina ken zong to aku mong tun ke chai na ji nei tak pi hi အာမင် amen နော်ဆုတောင်းလို့ကျွန်တော်ဂျောင်းနာအတိအကျရေးတဲ့ကြောင့်ကျွန်တော်တမီးကြီးလာတဲ့ကျွန်တော်ပြောမယ်တမီး
အဖေရဒီမှာအပါဒီမှာဒီလိုလုပ်ပြီးဆုတောင်းတာတမိဟိုအမျိုးသားလိုချင်တဲ့ဆိုရင်ဒီလိုလုပ်တော့ပြောလို့ရတယ် ina katanu bol siang ina kan katanu ke mangin tin na ke sin kai mana na ba ina hida ni na thu na ngen hi enin nam zo la bara lo lenga ni na kelin sin na thap pe hi အာမင်ကျွန်တော်ကစက်တီကြီးပေါ့ကြည့်တော့အာမင်ပြောနေတာကဲဆိုတော့မတန်းဆိုတော့ကြည့်ရေးကြည့်တယ် ina lim ta chap te chi pen bang sa ta na thu pi hiam โอเคအဲ့ဒီ personal ဒီဝိုင်းလားကိုရေးကိုတာကနဒီဝိုင်းနော် in to mi ma to ki sai pen man ta ham na de ကဲနောက်တစ်ဆင့်ကျွန်တော်သွားမယ်အတင်းတော်ဆိုတဲ့ပေါ်ပြီးဆိုတဲ့အတင်းတော် bol pi chi to thu lu khat to ding hi bol အဲ့ pi ဒီ chi စာရွက်ကိုလမ်းလိုက်မယ် to pen na lem leo leo in အမ black စာရွက်တွေတွေ့မယ် ina ale lama uri hi te lai lo to ding hi နော်အမ date ရေးမယ် to lai song ke na ran mai na ani gel leo leo in နိုင်ရေးမယ် awun gel leo leo in တခါလေးရေးမယ်မရေးမေ့သွား tu na na gel pon to ki le mang ngil sa del hi ya ဒီဆူတောင်းချက်နံပါတ်1ဆိုတော့1ရေးမယ် ke na ran mai na number khat chi la na gel leo leo in ပြင်ကျွန်တော်တို့အတင်းတော်မရှိတဲ့အတင်းသူတင်းသားသူတို့ရဲ့ pastor တွေတက်နေဆူတောင်းပေးရမယ် to ki tak se to pen bol pi mi te ari hi na adiat le nei pasa te ni na na pi le chu ke sak hi ya သာတမနာကခင်ဗျားတို့အတင်းတော် pastor ကိုပို့ပြကြအောင်ပို့ကြိုးစားတယ် ina satani na i pasa te pen na pi te na ndo sak zo hi နော်ဆိုတော့ကျွန်တော်တို့နံပါတ်1ရေးပြီးတော့အတင်းတော်မရှိတဲ့ကိုယ့်ရဲ့အတင်းသူတင်းသားရဲ့ကျွန်တော်ဆူတောင်းချက်ကိုတိုးတိုးလေးနဲ့ရေးမယ် bol pi mi te ari na i thu ke san na te pen i thu ke sak ding te pen atom che che na de hi ha ဒီကျွန်တော်တို့မြင်ကြောင်းသားမယ် to ki tak se na bol khat pen ha le le hi ya နောက်ပြီးကျွန်တော်တို့မြင်တဲ့ကြောင်းခြံပြီးတော့ဒုတိယဆူတောင်းချက်ကျွန်တော်တို့ရေးမယ် bol khat ha le le na asom pen gel le le hi ya နံပါတ်1ဆိုပြီးတော့ number ni chi na gel hi ya ကျွန်တော်ဆူတောင်းချက်ဆက်ရေးမယ် ina i thu ke no pen na gel le le un ရေးပြီးလား i gel hin na ya ကျွန်တော်တို့ဆူတောင်းချက်တော့တဲပါလား ina i thu ke sak no tom tua ma ma hi တောင်းကြတော့တောင်းနေရမယ် nghe nun na nghe tu le na na yu hi chi hi တောင်းကြတော့တောင်းနေရမယ်ဆိုတော့အနောက်ကမိတ်ဆွေတွေကမတည့်ရက်နေဆိုတော့မတောင်းသေးဘူးတူတယ် ina anung lama te isam nam te pen ding jam sa lai ma na nge mai ro thani ya အထဲကိုလာတော့ကျွန်တော်ရေးကြမယ် ong lo jo lam gel sa un ကဲကျွန်တော်တို့နော်အတင်းတော့ကဏ္ဍကျွန်တော်ပြီးသွားပြီဆိုရင်နောက်တစ်ကဏ္ဍကျွန်တော်ကြည့်ကြမယ် ina i pol pi ni te ani i zo khit chang ina asom pai to le le ni နောက်တစ်ကဏ္ဍကျတော့ကျွန်တော်တို့ဟလာအတင်းသူအတင်းသားမဟုတ်ဘဲနဲ့တခြားလူတွေ ina to asom pen do e po pi mi sum ai no lo mi da te ni hi တခြားလူတွေဆိုကျွန်တော်တို့လည်းကျွန်တော်တို့စမ်းစာတင်ပေးတဲ့လူတွေ ina anang te chi chen na lai sen tu i hiu te ကျွန်တော်တို့ဆူတောင်းချက်တင်ပြပြီးတော့ဆူတောင်းချင်းဆူတောင်းပေးဖို့လိုအပ်တဲ့လူတွေ ina amao e thu ke san na ding asam amao te တော့ကိုယ့်ရဲ့အတင်းသူတင်သားမောင်းတဲ့လူကိုယ့်ရဲ့မိသားစုမောင်းတဲ့လူအားလုံးကဒီထက်ကဝင်သွားမယ် hi la ya pen i po pi mi te hi lo e in kon pe hi lo khem to pen ni sum am gel ding hi ကဲကျွန်တော်တို့ပြန်စမယ်ဒီကနေ့တိတ်နေပြန်စမယ်နော်အမ ina tu na te na ta mai na so to le le ni na tu ni le tu lai ta ne gel sak le le un ဒေးရေးနိုင်ရေးမယ် ahun zong ani gel kan chana ahun zong gel ding ya ဆူတောင်းချက်နံပါတ်1ဆိုဆူတောင်းချက်နံပါတ်1ကိုရေးမယ် number khat china na thu nge sak no pen to pen ne gel le le ဆူ un တောင်းချက်ကိုခပ်တူတူလေးရေးမယ် atom che che na na gel sa un ဖြစ်နိုင်ရင်3လေးလုံးနဲ့ဆိုရင်ကောင်းပြီ mal tu mal li hi le zong wen pata hi apian che ya hi le ကဲရေးကြပါ gel gel chen ni ကဲကျွန်တော်တို့နောက်တစ်ခါတော့သွားရအောင် ina tu na zong pai to le le ni ကျွန်တော်တို့နေ့တိုင်းဆူတောင်းမဲ့အရာအတွက်ပေါ့နော် ina tu ni simina itu ngen sia le lam ding to ke sai ကျွန်တော်တို့ဆူတောင်းတဲ့ချိန်မှာကိုယ့်ရဲ့အားနဲ့ချက်ကိုကျွန်တော်တို့ပေါ့နော်အာရုံပြုပါတယ် ina chanem na de pen mitsuani na nai suni na nei ke zuni ကိုမတတ်နိုင်တာကိုအာရုံမပြုပါနဲ့ hi thei lo de pen suam kha ke ni ကျွန်တော်တို့ကဖိလိပ္ပိတိုင်းမှာကျွန်တော်ပတ်သက်ယေရမိ33ကျွန်တော်ပတ်သက်ပြီးဘုရားရှင်အားဖြင့်အရာရာအားလုံးကိုတတ်နိုင်တယ်ဆိုတော့မြန်မာပြုပြီးတော့အာရုံစိုက်ပြီးတော့ဆူတောင်းပါ ni
เดนาฟิลิปปินส์เตจิรเมียเตสุงาปัสยานินานาเฮนเปียวฮีเทฮีจิตัวสวงนั่นเอง ကျွန်တော်တို့ဘုရားကမဖြစ်နိုင်တဲ့အရာကိုဖြစ်စေတဲ့ဘုရားဖြစ်တယ် อภิยังเทโลเป็นอภิยังสักเทปัสยานี မရှိတဲ့အထက်ကရှိအောင်ဖန်ဆင်းတဲ့ဘုရား เอา ဖြစ်တ ตั ယ် วปนินะอมสักเป็นปัสยานี ဒါကြောင့်ကျွန်တော်မဖြစ်နိုင်တော့တောင်းပါ อินะอภิยังเทโลดิเตซงเงินนั่นเอง မရှိတာကိုလည်းတောင်းပါ อมโลอมนายโลเตซงเงินนี่ ဘာဖြစ်လို့လဲဘုရားကဘုရားဖြစ်ကြောင်း บางอย่างจะได้ปัสยาเป็นปัสยานี ကဲကျွန်တော်တို့ပေါ့နော်ဒီမှာနေ့တိုင်းဆုတောင်းတဲ့အချိန်မှာနော်ကျွန်တော်တို့ခုနကိုရေးကိုတောင်းတဲ့ဆုတောင်းချက်တွေကများလာလို့ပဲ อินะไอ้นี่มาลานิเป็นทุ่งเงินเป็นองตำคาเทลี အတင်းသူတင်တာတွေတောင်းတဲ့ဆုတောင်းချက်တွေများလာလို့ပဲ อีปอปิมิเตอาเรนซงตัมปีตักองสุใจใจคันนี้ မိသားစုနဲ့တော့အတင်းသူတင်တာတော့မချားလို့ဆုတောင်းချက်တွေတောင်းပေးရလဲများလာလို့ပဲ มีนังเตอาเรนซงอีทุ่งเงินเป็นองที่กอลสุใจใจนี้ ဒါကြောင့်မို့နေ့တိုင်းသူတို့ဟာအားလုံးတောင်းမယ်ကိုယ့်ရဲ့အစီအမရှိအားလုံးတောင်းမယ်ဆိုရင်တော့မဖြစ်ဘူး อินะนิสิมินาตัวเต็งเข้มโอเป็นอาบ้าตะกินได้เงินสักเองเป็นองเปี่ยมเทนอโลฮี ဒါကြောင့်မို့နေ့တိုင်းကျွန်တော်ဆုတောင်းတဲ့ချက်ဘာလို့တောင်းမလဲဆိုရင်ပေါ့နော် ตัวมันนี่นะนิสิมินาบังสิดานี่นะทุ่งเงินนี่ยามสิเล ဘုရားကိုကျေးဇူးတင်ခြင်းဆုနဲ့တောင်းတယ် อินะปัสยันเป็นลุงดำปุกนาโตทุ่งเงินนี่ยาม ဒီနေရာမှာတော့ကျွန်တော်တို့ခုနလိုတိုးနဲ့မတောင်းတော့ဘူး อินะฮิลายมุนะตมจิกจิกาเงินมองโลนี่ยาม ကျွန်တော်တို့ကအရှိနဲ့ဆုတောင်းတယ် อินะเอ็นสาวินาเงินนี่ยาม ဆုတောင်းတဲ့အချိန်မှာလည်းကျွန်တော်တို့ကျေးဇူးတင်ခြင်းနဲ့အရင်ဆုံးစပြီးတော့တောင်းမယ် ปัสยันตัวลุงดำปุกนาโตปั่นนี่ยาม နောက်ဥမာကိုရရှင်ကျကျွန်တော်ဇနီးတို့ကျွန်တော်ကျေးဇူးတင်တယ် เรียนแต่นั้นนะตัวป้าโอกซีหามินาลุงดำมามี ကျွန်တော်ဇနီးကကိုရရှင်ကျဥတော်မှာကျွန်တော်လည်းဒီကွာလက်တွေ့ကျေးဇူးတင်တယ်ဥမာပေးတယ် กซีนะเกยตอกที่บางนินานังมาอินาเสกพกมันอินาซงนาลุงดำมามี ဆိုတော့အဲ့ဒီနေ့စဉ်ဆုတောင်းချက်ရှိမှလည်းခဏပြောလို့ကျွန်တော် date ထည့်မယ် อันนี้ดวงดี နိုင်ထည့်မယ် อรุณทรงดวงนี้ ပြီးကျွန်တော်တို့ triangle လေးကျွန်တော်တို့ဟုတ်လားတွေ့လာတော့မသိဘူး อินายาลายาtriangle นะครับอิมูเนียโม အဲ့ဒါကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ကျေးဇူးတင်တဲ့အရှိမ triangle လို့မျိုးအသုံးပြုခဲ့တဲ့ဘက်ကအဲ့ဒါကျေးဇူးတင်ခြင်းဖြစ်တယ်ပေါ့ นาลุงดำปกนั่นแต่เป็นบางทีเราซีคุมในขัดต่อเจียมในเก๊กกินซิมโบลขัดก็ต่ออลิมขัดกวิน triangle ကျွန်တော်တို့မသိဘူးဒီလိုမျိုးအောင်ဆိုတော့ God the Father Son Holy Spirit ဆိုလို့ပဲအဲ့လိုပဲမှာလည်းတော့ပေါ့နော် อินาเอปัสยันตัวถุงปัสยันแต่ในตัวถุงละหมุนทุมักได้นะตัวถุง ဆိုတော့ကျွန်တော်တို့အဲ့ဒီ triangle လေးလုပ်ပြီးတော့ဟုတ်လားတော့ကျွန်တော်တို့ရဲ့ကျေးဇူးတင်ခြင်းတဲ့အရာကိုကျွန်တော်တို့ပေါ့နော်အဲ့ဒါဆုတောင်းအရှိနဲ့ကျွန်တော်ဆုတောင်းမယ် อินาลุงดำปกนาตัวทุ่งเงินนาแต่เป็นสาวไทยนี่นะเป็นกาเบียนนี่ยา အချက်ဆုတောင်းကျေးဇူးတင်ခြင်းဒုတိယကျေးဇူးတင်ကိုကျေးဇူးတင်ခြင်းနဲ့ချက်ရှိမယ် อินาอีกลุงดำปกนาแต่อาบ้านบ้านนมนี่ တတိယကျေးဇူးဆုတောင်းခြင်းနဲ့ချက်ရှိလိမ့်မယ် อินตัวที่ตักเจนะอีทุ่งเงินนมนาเดซงนมนี่ အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်တို့ခုနကိုရေးကိုတာတဲ့ကဆုတောင်းချက်တွေအဲ့ဒီအတင်းတော်ဆုတောင်းချက်တွေပြီးတော့ကျွန်တော်တို့အတင်းတင်တာမိသားစုရဲ့လူတွေဆုတောင်းချက်တွေထဲကနေကျွန်တော်တို့ဘုရားကိုမေးမယ်ကိုရရှင်ကြားဒီစင်းတွေထဲကနေကျွန်တော်ဘယ်ဟာတောင်းပေးရမလဲဆိုဘုရားကိုမေးပါ อินาอีทุ่งเงินนมเต็งเป็นตั้มปีตักอินควันสุมีมาลสุนัยสุมีนะปอปิมีเตาเดงสุนะอีปอปิมีปีโลเตาเดงสุตั้มปีอมเดงมันนะที่เตสุปนินาปัสยานินะตัวป้าโอไว้เตเมียนมาสักดินำเด็กสักนิยามจีนะเมียนนี่ยาม ဆိုတော့အဲ့ဒီကိုယ့်ရဲ့ဘုရားစီကနေတောင်းခံတဲ့ဆုတောင်းချက်တွေကိုကျွန်တော်တို့ပေါ့နော်ဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒါကျွန်တော်တို့ P ဆိုပြီးတော့ပေါ့နော် P1 ဆိုတော့ဆုတောင်းချက်နံပါတ်1ပေါ့နော် อินาปัสยานินะองเงสักดินำเด็กสักเตเป็นมาสายนะเอ็นตัวเตเป็นพิวันจีนะจับเตปายยาม ဒီကျွန်တော်တို့ဒုတိယဘုရားစီဆုတောင်းချက်ကို P2 ဆိုတော့ကျွန်တော်လုပ်မယ် อินาอันนี้นะเป็นพีจูจีนะสมสุขเลยนี่ยาม အဲ့ဒီဆုတောင်းချက်တစ်ချက်ကြာတော့ခဏတော့မြင့်တန်းကြောင်းချန်ထားတော့နော် อินาตัวที่ตักเจนินะขัดขัดกิกาลเป็นบัวขัดตาเขาตั้งนี่ยาม ကဲခုနကျွန်တော်တို့လုပ်နေတာစမ်းကြည့်မယ်နော်ဒီကျွန်တော်တို့ဒီ อินาตัวนะตัวติงเดนายีดามินะตัวติงสินสุขนี่ยาม triangle လုပ်ပြီးတော့ကျွန်တော်ဒီကနေ့ဘုရားကျေးဇူးတင်ချင်တာကျွန်တော်ရေးချင်တာဆု อา တော มา င်း สเปนเป็นนะทริแองเกิลไปนี่นะปัสยาตัวกูนี่ลุงดำนาตัวติงตรงปานี่ ကျွန်တော်တို့ကရေးရင်းနဲ့ဆုတောင်းတာเนาะဒါတမင်တကာပဲရေးတာမဟုတ်ဘူးရေးရင်းနဲ့ဆုတောင်းတာ อินาฮิตราเป็นอีกอย่างเสียงอินาตัวเป็นทุ่งเงินเงียนตานี่ฮะนะทุ่งเงินนาลุงสิงนะลุงดำตกนาติงเดียวเฮียอิน ကျွန်တော်တို့က triangle နဲ့ကျွန်တော်တို့ဘုရားကျေးဇူးတင်ခြင်းနဲ့ဟာကျွန်တော်ရေးဆုံးဆုတောင်းချက်တွေရေးမယ် อามาสายนะสีคุมเจ็บเตะกิ๊กกิ๊กนี่นะตัวปานี่นะปัสยาตัว
ilung ram na ting gen ni hiam ပြင်ကျွန်တော်တို့ခုနမိသားစုဝင်အတင်းသူတင်သားတွေပြင်ကျွန်တော်တို့အတင်းသူတင်သားမလို့လူတွေတခြားလူတွေတော့ပေါ့ဆူတောင်းချက်တွေထဲကနေကျွန်တော်တို့ပေါ့ရွေးပြီးတော့အဲ့ဒါဘုရားကိုပြီးတော့ဘယ်ရွေးရမလဲဆိုရွေးပြီးကျွန်တော်တို့ပေါ့ထမဆို P1 P2 P3 လို့ကျွန်တော်တို့ jena ama na lo ho sa in kon mi ta de so ni na ko pi mi ta de so ni na mi lam ta de so to te sun pa ni na thnet na ko to bang gen no sa ni chi to ngai so ni na to te ngem su in ဆူတောင်းချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးတက်တည်ခံတယ် ina thuen na to ki sai pen gen te chi kon pan no to chi ko ni ကျွန်တော်ပုံပြင်ဖြစ်ပုံပြင်ဆိုတဲ့တကယ်ဖြစ်ကျွန်တော်လက်တွေ့ဖြစ်နှစ်ခုလို့ကျွန်တော်ပြောချင်တယ်ဝေငါချင်တယ် ina ka to ha lian tam chu ni gen ni လွန်ခဲ့တဲ့နှစ်တော့ကျွန်တော်ဂျူးထောက်ပြီးတော့ကျွန်တော်ဆူတောင်းတယ် in abe sa kum lai na pu ni na chu nge ni ကိုရရှင်ပြကျွန်တော်ဒီအင်ဒီယာနာပိုလစ်မှာသတင်းစကားဝေငါချင်တယ်ဘသူကိုဝေငါရမယ်ကိုရပြပါဆိုကျွန်တော်ဆူတောင်းတယ် pasien ni ha to pa o hi indiana police sa nang ma e chu ta ko no ni bang sa ba ni de hem lam lam in china pu din chu nge ni ကျွန်တော်ပြမှာကျွန်တော်ဆူတောင်းပြီးတော့ကျွန်တော်ဘုရားစီအားလိုက်တယ် na kapat me su ma chu nge ni na pasien to a bi ta bi ကျွန်တော်ဆူတောင်းပြီးတော့ထားတဲ့အချိန်မှာကျွန်တော်အမြင်ကိုကြည့်လိုက်တယ် chu ka nge khit chiang ni na din to na in polom ka ga le ti ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာအပြင်မှာဟုတ်လားနော်ခေါင်းကိုပုံပြီးတော့အာဖရိကနဲ့ဒီအာရပ်တိုင်းပြည်နဲ့နားတဲ့မိသားစုနိုင်ဆောင်ကျွန်တော်တွေ့တယ် ina ka pa ko pa ni na mi africa lam pa na arab lam prang pai mi khan na lam siao ka mu hi ကိုရရှင်ပြဘယ်မိသားစုကိုကျွန်တော်တွားပြီးတော့ခုနဆူတောင်းချက်ကဘယ်သူကိုကျွန်တော်ပြရတယ်ဆိုဘယ်သူကိုကျွန်တော်တွားအောင်လဲကျွန်တော်ဘုရားမေးတယ် to pa o nong la ga hi le koi pe ni ling ya mong la gen china pasien ke na ka nge ni ဆိုအဲ့ဒီတိုင်းကလည်းဘုရားရဲ့လက်ပြချင်းအဖြစ်ကျွန်တော်အပြည့်အောင်ဆင်သွားတယ် in to le pasien ni ong lam la na ta pen ge zo polom ka so gi တခါမှကျွန်တော်မသိဘူးမတွေ့ဘူးနောက်လည်းမဆက်ဘူးမိသားစုနဲ့ကျွန်တော်တွားလိုက်တယ်တွားပြီးတော့မိုးဆက်တယ် ta ki mu nge nai lo in kon pi te to kim ha hi ကျွန်တော်နာမည် Sam ဖြစ်တယ် ina ke min pen se mo hi na chi hi ကျွန်တော်အိမ်ခဏလာတယ်ပါ ke na o ho yin china ka nge ni ကျွန်တော်ဆူတောင်းတာရဲ့ဘုရားကလည်းတရှိတော်ဝင်ပြန်လက်ပြဖို့ဆိုတော့ကျွန်တော်စင်းပြသူတို့ကိုခေါ်လိုက်တယ်ကျွန်တော်အိမ်ခေါ်လာတယ် ina to ten to ken thu nge ni na ko to so ina ama de pen ke na so ni ကျွန်တော်ဇနီးလည်းမရှိကျွန်တော်တယောက်တည်း ta rom lu song lo na ki ya be ke hi ကျွေးဖို့ဆိုတော့ဘာမှမရှိဘူး ina pia ken song bang ma ni ki ဘာလို့လဲကောင်းလဲစဉ်းစားလိုက်တဲ့ချက်စချင်တဲ့ဟိုမှာအကြောင်းဝင်လာတယ် ina bang hi ni hiam china ta nai su la ta ina nai su na khat ta na ha hi သူတို့ကစမူတီလုပ်ပေးလိုက်တယ် ina amari na sabuti ka ya hi စမူတီ smoothie ya hi စမူတီပြောလာတယ်โอเคဆိုတော့ smoothie တည်ရနော်ဆိုတော့ကျွန်တော်ရဲ့ဒီခက်တာထဲမှာကျွန်တော်တို့အဲ့ဒီ frozen ပေါ့နော်ထဲထားတဲ့တစ်တီးလို့ရှိတယ် blueberry လို့ရှိတယ် strawberry လို့ရှိတယ် mango ပေါ့တစ်တီးလို့ရှိတယ်နော်ပြီးကျွန်တော်စီမှာအဲ့ဒီဟိုပါလဲ soy milk လာပါလဲ juice လာရှိတယ်ဆိုတော့အဲ့ဒီအားလုံးကျွန်တော် blender ထဲမှာထည့်လိုက်တယ်ဆိုတော့ကောင်းကောင်းလေးလုပ်ပေးလိုက်တယ်ဒီခွက်ထဲမှာကြာကြာနာခွက်ကောင်းဆုံးယူပြီးတော့ကြာကြာနာထည့်ပြီးတော့သူတို့ခွက်ချင်းစီကျွန်တော်သွားတိုက်လိုက် ina to ten to ken zong ka ji khet ti ta suma om sing ga aki keu a ki vot keu sak te mu de to te anam tom tom ya to ten pen vek pina goi san na hai suma lim ten de na ai ko na ka hai hoi pen pen ten sai na pa hi ဒီမိသားစုကအသားရည်ကြည့်မယ်ဆိုရင်လည်းတူတူ ina hi in kon te pen en len pen ama pen a chi do mi သူတို့အသားဖြူနေဆိုတော့သွားတဲ့ပစ္စည်းပဲရှိတယ် ina ama wi an a chi kam pen do a haw le amit be ko hi ဒါပေမဲ့သူ့ရဲ့ကိုယ်ခန္ဓာမှာတွေးကကျွန်တော်တွေးတဲ့တူတူပဲ ai so ina ama wi pun pi so ma si te na ke si ma ko ba hi တကယ်ခွင့်တော့ကတူတော်တဲ့ကိုယ်ခန္ဓာဒါကြောင့်ကျွန်တော်ဝင်ရမယ်ဆိုတော့ဘုရားကလက်ပြတော်ဖြစ်မယ် ama zong pen pas to pai so pen ama wa na si ai ma ni na pa si ai na ma ko ma lum dam na thu game ni na ong dei sa hi chi na ကျွန်တော်တို့စကားလေးပြောကြတယ် ina to ka ki ho hi ဘယ်ကလာတယ်လဲ hoi lai pan pai ni ya ဘာလို့လဲ bang sem ni ya သူတို့ကလည်းအញ្ញမလေးဆရာတော်မချသေးဘူး ina ama zong pen tun na pen sa wi nai lo မိ hi တ်ဆွေတကယ်ချင်းလည်းမရှိပါဘူး nom le go zong bang ma ni nai lo ဆို hi ကျွန်တော်တို့စူးစမ်းလို့ရှိတဲ့ဟာကျွန်တော်ထုတ်ပြကျွန်တော်ဝင်လာတယ် ina ko zong ka nei sun sun deu pen la ke na ama ko ma ho hi သူတို့သမင်းစားဖို့ဖိတ်တယ် ina an ne din zong zo hi သူတို့လည်းမိတ်ဆွေဖွဲ့တယ် to ten to ki lom ta တောက်ကြရအောင်ကျွန်တော်တို့အဲ့ဒီကျွန်တော် home sale ကျွန်တော်အိမ်မှာတော့ကျွန်တော်တို့ဒီ home sale ဆိုတာကကျွန်တော် sell group small group ကျွန်တော်ခေါ်တယ် ina ko ina ka thu nge khom nau group no te ka ka zong samin အဲ့ဒီချိန်ကနေစတော့တဖြည်းဖြည်းတစ်ဆင့်ဆင့်ပေါ်တော့ကျွန်တော်တို့ကုကျန်းစာတင်ပေးနေတာတော့ကျွန်တော်တို့ဒီလေးလာ6လလောက်ရှိတယ်နော် ina to ten to ama ke na lai sen ru te dam dam na gen gen na kha bu ba
จิงตาฮี တကယ်ချင်းတို့မိတ်ဆွေတို့ ลมเล่บวกเดียว ဒီနေ့ကျွန်တော်တို့ပေးတဲ့စာအုပ်ကအလကားစာအုပ်ကို ตุนียาอุยาฮีหลายบุเปนน้องโลฮี Now in Grand Rapids Better Creek မှာဒီ Grand Rapids ကဒီ Zombie Copy မှာခဏတို့ဒီစာအုပ်ပြတာကျွန်တော်တွေ့ချင်တယ် อินาคุมกิจเซนะโฮมกิจเซนะฮิตกาที่นี่นะช่วยนะมีนะน้องนี่ ဒီပေါ်လာကနာလို့ဘာမှလက်ချက်တော့ကျွန်တော်လက်ဆောင်ပေးတယ်ဘာလို့လဲခင်ဗျားတို့ကျွန်တော်ချစ်လို့ โนติงเข้มดูเป็นองค์ยีตรงไหนมาไอ้เนาะเลสนี่นะผมอยากให้ ဒီပေါ်လာနောက်ကပဲနေရအချိန်ကုန်တယ် อินาฮิตกากระโปงนาเป็นนี่ของยีเอา ခင် นี่ ဗျားတို့ကျွန်တော်တကယ်ချစ်လို့ပြောတာ โนติงเข้มตัวองค์ยีมาไอ้ ခင် เนาะ ဗျားတို့ นี่ တကယ်လက်တွေ့ချာခင်ဗျားတို့နည်းနည်းဒီဘုရားရဲ့ကောင်းမြတ်မှုဆိုတကယ်လည်းခင်ဗျားတို့ကိုယ်တိုင်ကြိုးပိတ်စေချင်တယ် อินาน้องส่งปัสยานีห้อยนาเป็นอมุดีอินาผมสำน้ำมันซอนน้ำมันไม่ တက်တဲ့ခါကပါစတာရီကမဟောချင်ဘူးမခံစေချင်ဘူးခင်ဗျားတို့ကိုယ်တိုင်အရှိမနာဘလို့ဘုရားရဲ့ကောင်းမြတ်မှုကိုကျွန်တော်တက်တဲ့ခံစေချင် ปัสยานีห้อยนาเป็นภาษาเตเชียเตไปกิโลนาน้องมาส่งห้อยนาเอ็นดิ้งอินาเด็กสักที ဒီစာအုပ်မှာစစ်တောင်းချက်ကိုခင်ဗျားတို့ပုံမှန်စစ်တောင်းပါ เวลาอย่างนั้นเดี๋ยวเป็นปุ่มมันน่าลืมตะกินานักเงินนู่น တောင်းကြတော့တောင်းနေရမယ်ဆိုဘုရားကနောက်ပြီးပြပြီးတော့တကယ်လည်းလုံးပြမယ် เงินนู่นนั่นเองตัวเล็กนั่นอาจจะจีเป็นปัสยานีอย่างอินเซมตักอีดิ้งยา ကျွန်တော်တို့မတောင်းဘူးရ อีเงี้ยที่ยายเป็นอ่ะที่นี่ ကဲနောက်ဖြစ်တဲ့တစ်ခုပြောမယ် ตัวน่าอารมณ์ขัดเงินแล้วเลยนี่ တချို့တင်းတော်မှာတော့ကျွန်တော်ဝင်ကြရင်နော် อินาปอปีปอเขาจะส่งเงินตัวถูเป็นของที่นี่ ကျွန်တော်တို့အတင်းတော်မှာအတင်းသားတယောက်ရှိတယ် ปอพิสุมาเป็นปอพิมีเตะขัดมี ကျွန်တော်လည်းခင်တယ် เขาจะส่งกิโลตั้มมา ဘုရားเจ้าတော့တနည်းနှစ်ခါသုံးခါလောက်ဝင်ရောက်တယ် อินาไอ้ส่วนนั้นอยากกินเป็นกลุ่มพัฒนาที่เวทุนเวของเป็นโซฮี Praise the Lord စနေနေ့မဲ့တူတူခံရတဲ့ อินาไอ้ส่วนนั้นอามาเป็นเรื่องปอพิมีมาแอดเวนทิสไม่น่าอินาสิ่งไหนฮี ဆိုတော့ကျွန်တော်ပေါ်အဲ့ဒီချိန်မှာပေါ့နော်ဒီဖြစ်တဲ့ကတော့လုံခဲ့တဲ့တနည်းကျော်တော့ဖြစ်တဲ့ရောနော် အဘေစာကုขัดบาลายด้วยทุกอย่างฮี ဆိုတော့ကျွန်တော်ညတော့ပေါ့နော်တနည်းကုန်အလုပ်တွေလုပ်ပြီးတော့အမောင်းတယ် นี่ขัดยิ้มมาไม่น่าสูงป้ายน่าเซนเซนี่นะนี่ตักเจนักยิ้มมาไม่ฮี အမောင်းတော့ကျွန်တော်ဖုန်းတော့ကျွန်တော်စိုက်လုပ်လိုက်တယ် อินากับฟ้องส่งเป็นยิงโลกนี่นะไซเลนส์นะไปฮี နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကြည့်တဲ့အချိန်မှာသူအဲ့ဒီပုံကိုဖုန်းခေါ်လာတွေ့တယ် อินาตัวแรกไอ้เจียงอินามันโมปิจิมุย ည10နာရီကျော်တယ် ซานในส้มสาพินตา ကျွန်တော်လည်းအမောင်းတယ် เกี่ยส้มยิ้มมาพินตา ခါတိုင်းမှာကျွန်တော်ကူလည်းမကူချင်ဘူး ก็หูส่งกระทะใดหน้าส่งกระทะกระดิ่งดิ่งส่งกระถอดิ่งส่งน้ำน้องลูฮี ဖုန်းပိတ်ပြီးတော့ကျွန်တော်အားရပါရအိတ်လိုက်တယ် ก็ฟ้องเป็นสุมิตินะลิมตินะลูฮี ဆိုတော့ကျွန်တော်မနေ့ပိုင်းမှာကျွန်တော်ကြည့်တဲ့အချိန်မှာကျွန်တော်ကို miss call 16ခါ miss call ရှိတယ် จิงสังกระถอเจียงอินามิสฟอร์เป็นส้มเลย စက်ကြီး ส้มเลยสักอย่างนี้ ဆိုတော့ကျွန်တော်စဉ်းစားတော့ကျွန်တော်ကို16ခါဒီပုံကဖုန်းခေါ်ရဆိုတော့ဒါအရင်ကအရင်ကြီးရဖြစ်မယ် เฮตกาส้มเลยสักอีเวตัดอุ้งสมัยมันนี่นะที่มันมาหิ้งหิ้งจีนะไงสุนี ဆိုတော့သူဖုန်းခေါ်လိုက်တယ် ตัวโตอามาส่งโมปิ ခင်ဗျားကျွန်တော်16ခါဖုန်းခေါ်ရတယ်ဘာဖြစ်လို့လဲ อินส้มเลยสักอีเวตัดอุ้งซ้ำเตะบังทุบังลามยามจี ပါစတာဘာဖြစ်လို့ကျွန်တော်ဖုန်းတက်တော့ခေါ်တော့မကိုက်တယ်လေ ภาษาบาฮันนะที่สักหน้าอุ้งสับเป็นอุ้งเล่นหลงยามจี ကျွန်တော်လည်းမရှင်းပြတော့ เกนส่งชินเปียโนลูฮี ဘာဖြစ်လဲ บังจีนะยาม ပါစတာရအမြဲဆုံးလာပါ มันลักตะกินะเสียเปาไปเน้นเน้นยินจีนังสังฮี ဘာဖြစ်လို့လဲ บังหังบังทุบังลายามกะจี ဆရာကြီးအိမ်ရှင်ရဲ့နာကနတ်ပူလို့တရားလို့ကျွန်တော်အိမ်လို့မရဘူး กายอินเตเตวิตาเป็นโดยรู้ไอ้มันน่ะสั่งทุกไปก็อยู่เทเกียวฮี ဒေါ်လူဆိုတော့ကျွန်တော်ရဲ့လက်တွေအားလုံးကအမွေးထောင်သွားတယ် โดยรู้ว่าสิเหลือไหนเกยงจิมูติงทูมังฮี နတ်ကလူနဲ့မတူဘူးလေ อินะโดยสิเป็นมีตกบังลูฮี နတ်ဆိုကလူရဲ့တကောနဲ့မတူဘူးမညီဘူး อินะไอ้ช้าตัวส่งอามาวียิลงนาเป็นกิมเทโลฮี ချက်ချင်းပဲကျွန်တော်ဂျူးထောင်းလိုက်တယ် เกยงมันลักตะกินะ ချက်ချင်းပဲကျွန်တော်ရတဲ့အားလုံးကျွန်တော်တိတညာအားလုံးကျွန်တော်ဝန်ချအောင်ပလိုက်တယ် อินะตัวเต็งเลยก็มองนะแค่ตัวเป็นมันลักตะกินะทูเงินนักยาฮี စာတာမနဲ့ကညာတွေ့ပြီဆိုကညာသိရှိကညာစာတာမနဲ့ကဝရှိနေပြီလေ อินะงอในปีนะโดยมันปาตกิมุยเลยครับอามาอีแค่น้อยอย่างตรงนี้ ဘယ်ရတဲ့ဘုံတကောသူရဲ့စီးစုတော့ကျွန်တော်တောင်းခံတယ်ကျွန်တော်ပေါ်မှာသူရဲ့တိုက်ရှိတဲ့ဝင်တော့အဖြစ်တကယ်ခုနကပြန်တူတော့ကျွန်တော်တိကျအားလို့စီးတော့ကျွန်တော်တောင်းခံ ภาษาอังกฤษนะก็มองนะแต่แค่ตัวผู้หลากินนะเราไปมักไก่นาได้ภาษาเรามักไก่นานักปีละนาเมียนี่ ဘ
တရားထဲမှာမကောင်းလို့ကျွန်တော်ရဲ့တကယ်ချင်းပတ်စတာမန်ဆန်ကလည်းကျွန်တော်ခေါ်လိုက်တယ် ke kya ka pai ding pen zong un loi na ka lo pa pa sa man sa na pen zo hi ကျွန်တော်တရားပေါ်တယ် ka ni una ai hiu ကျွန်တော်အိမ်ရောက်တဲ့ချိန်မှာသူတို့လူတွေအားလုံးကသူတို့တရားလည်းအိမ်လို့မရဘူး ka tun sia una ama in ko pen ko ma i mu thei no lo na o ni ဘာဖြစ်လဲပြောပါဦး kam chi ya nge un အာဆရာရဲ့ညလုံးကဟလာနော်ဒီအင်ရှင်ရဲ့သားကသူအဖြစ်ထုတ်သွားတယ် ina aza ni na hi in te pai ta pa pen ata pen pu so hi အိမ်ကြီးထုတ်တော့ညဆယ်နာရီကျော်တော့မှအိမ်ပြန်ဝင်လာတယ် ina nai som ki chen na inong tung ki hi သူအိတ်တယ် ina lu mi အိမ်ပြန်တဲ့မချသူထလာတယ် asa le lo na om chong ki pa hi သူမျက်စံအားလုံးညာသွားတယ်မျက်စံအားလုံးညာ ma mi သွားတယ် te ke to pen vet pi na san mangi ပြင်သူကအိမ်ဘေးနာမှာပြန်ဆိုင်အိမ်ဘေးနာဆုံးတဲ့ကရင်မိသားစုရဲ့အမျိုးသားဆုံးသွားတဲ့သူရဲ့အတန်နဲ့ကျွန်မကိုစကားပြောလဲသူ့နေရာပြောပါ ina ka ve ko asikin ka yin te i apa sa pa i a orient to ke pen ho bi hi bang chi ding ka yam chi na la ma hi အတော်ကြည့်လိုက်တယ်ကိုခန္ဓာတော့သူ့သား ama ai chiang ni na apum bi pe ata pa အတန်ကြတော့တေဝါရဲ့ပုဂ္ဂိုလ်ရဲ့အတန် a o chiang ni na asipa i o အတော်ကျွန်တော်ပိုက်စားတယ် ke ka gil tiang hi nuo chi hi နူးကြလို့ nu no ဟောနတ်ဆုံးကိုတော့ကျွန်တော်အမေကိုအမေမမသိလို့အတော်လို့ပဲခေါ်တယ် ina anu na ngon pen thei no lo na nu no chi na sang hi ဆိုတော့အမေဖြစ်သူကသူ့ရဲ့တာကနတ်ဆုံးကူတော့လက်တက်တော့လက်တက်မရှိတော့လေသူကအစ္စလာမ်ဘာသာဝင်哦အစ္စလာမ်ဘာသာဝင်ဆိုတော့သူ့နဲ့ဆက်ပြောပါတော့ ama pen hi islam te mo do muslim te hi na ဘုရားရှင်ကတကယ်တက်ခင်ဗျားတို့ဘုရားရဲ့အလုပ်ဘုရားရဲ့လုပ်ဆောင်ခင်ဗျားဘွားလေးတက်တော့ခင်ဗျားခံစားကြရတယ်ခင်ဗျားထိုင်လို့ရဘူး ina pasiani na set na te pen lim takina khan sa tak tak thua kha tak tak le han tu hi ya thelo bi ခင် ya ဗျားရဲ့အယုဒ္ဓမမီးလို့ပဲလောင်ပါ ina na gu sung wa na pum bi sung wa me pang ina ka mi ဆက်ပြောပါ ong zom so lai ni သူကအစ္စလာမ်ဘာသာဝင်ဆိုတော့အိမ်ထဲပြေးသွားပြီးတော့သူကိုရန်ချမ်းစာအုပ်မှာယူတယ် ina ama i islam te zana ama ma mai na lai sin thong lai သူတို့ကဘယ်လိုလုပ်လဲဆိုဘုရားရှင်နှုတ်ကပတ်တော်ချမ်းသာကတကယ်နှုတ်ကပတ်တော်အရင်စစ်စစ်ဆိုတော့ဘာလဲနှုတ်ကပတ်တော်တဲ့ရေတက်ထဲလိုက်တယ်ရေတက်ကလည်း holy water မှာရေဖြန်းလိုက်တယ် ina lai sem tho pen ama lai sem tho pen tui so koi na to a tui pen the hi မျက်နှာဖြန်းလိုက်တယ် amai amit pen the hi ဒါပေမဲ့နတ်ဆုံးမထွက်ဘူး a hi so ina doi pen so ko hi မြန်မာပြည်ရဲ့တဲ့ကြောင့်ဘာကြားရလဲဆိုတော့နတ်ဆုံးမှုတဲ့လူတွေကဟာနော်ဒါတော့ခင်ဗျားတို့ကိုလည်းပြောတာပေါ့ဗျာအဖွားကြီးရဲ့ဟိုသမင်နဲ့ပေါ့နော်ခေါင်းမဟုတ်လိုက်ဘုံနေလို့နတ်ဆုံးထွက်လာတယ်လို့ကြားတယ် in ko ga ma doi lu te pen do pi te te ni to amai kui nai le ham doi te u lo na tai ke hi chi na le na to song sin hi ဆိုတော့သူ့အိမ်မှာကြက်ကြက်နာနာတိတ်တယ်သူ့အမေရဲ့သမင်ကြီးကိုထုတ်လိုက်တယ် amai anu i ni pen ong lai na သူ့သားရဲ့သမင်ရဲ့အောက်လိုက်တယ် in tua ni to atapa pen ong tuam hi ဘာမှမဖြစ်ဘူး bang mak lam dam lo hi စိတ်ပြတ်လာတယ် ina arum ke ma hi အဲ့ဒီချိန်မှာအိမ်ထဲမှာရှိတဲ့သူ့ရဲ့ခင်ပွန်းတဲ့ရဲ့တခြားသားနှစ်ယောက်ရဲ့အခုနစနေသေးရဲ့ဟောနော်ပြောရတဲ့ယောက်ျားလေးအားလုံးကထားပြီးတော့လက်ဖြတ်ပြီးတော့ဘာလုပ်ရမှမသိဘူး ina in lima om hi alom pa te zona ata ni he zona dina ken sam pen pasal li te pen bang ma hi du che no lo hi အားလုံးကကြောက်နေတော့တုံကြီးဖြစ်နေတယ် avet piu na la wi na li mam hi ပတ်စတာဆဲကိုလည်းဖုန်းတကောင်ခေါ်တယ်ခေါ်လို့လည်းမရဘူး basa se mo fu ma sap sap wa ina sap zoi no lo hi တကယ်ချင်း sangam teo lo teo ပတ်စတာကိုအားကိုမလား pasa te pen ama kum ka kin ni hi ya နားပါမယ်နော် a hi so mina ယေရှုကိုအားကိုမှာ jesu be mit so na kingaon ပတ်စတာဖုန်းမကိုင်လို့ယေရှုမရှိဘူးလို့မလုပ်နဲ့ pasa pa na kong le lo che na jesu om lo ding sa ni ပတ်စတာမလာနိုင်လို့မနတ်ဆုံးကိုနတ်ဆုံးနေမထောက်နိုင်လို့မလုပ်နဲ့ ina pasta om lo ha ina doi te pen pasta lo to hor ko lo ni na ngai sun ha ni သခင်ယေရှုကပါတယ်လို့ပြောတယ်ဒီကမ္ဘာဆုံးတဲ့အချိန်မင်းတို့နဲ့ငါရှိတယ်လို့ပြောတယ် to pa jesu na le tum be nu na no to ko ni si hi
ภาษาเส้นเป็นองค์นิ่งจิโรฮี มาภาษาสวนมาไม่ใช่การเราเพียว ภาษาส่วนมังสงองค์นิ่งจิตตัว คน ฮี ยาเนี่ย หนังตัวมังองค์นิ่งจีฮี มันเนี่ย ตัวมังยังไงนี่ ဆိုတော့ကိုရန်အစ္စလာမ်ဘာသာဝင်ရဲ့တန်ရှင်းတဲ့စာကိုရန်စာတုံးလို့လည်းမရဘူး อินาอามาวีไล่เส้นผู้ทรงกินาบนนโล အမေကြီးရဲ့ထမင်းနဲ့အဲ့လိုလည်းမရဘူး อนุเอมีทรงกินานโล တော့သူတို့ဒုက္ခရောက်လို့ ดูนะลุงขันตาฮี ကဲဆိုတော့တော့သူ့ရဲ့ဟာလာနတ်ဆုပ်ပူတဲ့တာကိုသမင်းဟိုမှာတော့စလုံးကြီးတဲ့မှာသမင်းတွေဟိတဲ့တိုင်းတဲ့မှာသူကျွေးလိုက်တယ် อินาอัตปาเป็นควงสมอันตัมปีตักคุยนาตองเปียฮี တာဒီဟာအားလုံးစားပြီးထုတ်သွားတော့ อินาตากัตปาโอที่แต่งเขียนตุนเนติเจนากุศลกินจีนาเมนี sorry တာမို့သူလေးပြောတာသူလေးဆိုနတ်ဆုပ်လာပူတာဟုတ်ဆိုပူရတယ်သူစိတ်ထဲမှာတော့ဟိုတေဝါရဲ့လူရဲ့ဝိညာဉ်တို့သူထင်တော့သူလေးစားပြီးထုတ်သွားတော့လို့ပြောတယ် ตัวมิสิปายโดยเป็นเกี่ยวนะที่แต่งเขียนตุนเนติเจนาคตาเกี่ยมปันไปเขียนจีนาเมนี ဟုတ်တယ်ဆိုပြောတယ် โอเลจีนาโดฮี သူအားလုံးစားတယ်ကကြီးပဲ အဝက်ပိနာကွန်ဒီပီနာဂိုင် တော့စားချင်တယ်သူ့မျိုးဆို ทั้งกลายสินะเงินเลวแบบนี้ ဆိုတော့ထပ်ကျွေး เป็นอะไรแบบนี้ ဆိုတော့သူကစားပြီးရတယ်ဝါတော့ဟာထားပြီးတော့အဲ့ဒီအိမ်တကားကအပြင်ဖြတ်လို့တကားကတူနိုင်ရှောက်သွားတယ် อีน่ะตัวเต็งตัวอันนี้คิดจะเรียกว่าเจริญนะกงข้ามแล้วมาผู้สวกดิงกันนะไปพี่ တကားကရောက်ခါပြီးမှပြန်လဲလာတယ် กงข้ามไปนะองค์กิเลสเลวแบบนี้ ဟာခုနကတော့ဖြတ်မလို့လို့ပဲသူကမျောတဲ့တကြီးနဲ့ရှိနေတယ်ပြန်လဲလာဒုက္ခရောက်လာတော့ อีน่ะผู้สวกดิงกันนะกงข้ามจะเป็นกิเลสที่เจริญนะหนุ่มขำมาเมื่อกี้ ဆိုတော့သူလေးခိတာတီးချင်တယ်ဆိုသူတဲ့ခိတာတီးပါလေ ตัวเจริญนะนู่นว่ากีตาร์ตุ้มโนนิ่งสิเลยนะกีตาร์ตุ้มเลวแบบนี้ တော့လည်းပြောတယ်သူလေးတော့လို့စီမှာဂီတာမရှိဘူး ก็กีตาร์เนี่ยเกี่ยวจีน่ะแบบนี้ သူရဲ့သားကဂီတာလုံးဝမသိတတ်ဘူး อีน่ะอัตปายนะกีตาร์เป็นตุ้มเชโลนี่ တချင်းကိုလည်းဟိုချင်းတွေနဲ့ကြိုက်အောင်လုံးဝမဆိုတော့ อีน่ะล้าจงเป็นอลปงมันนั่นนะสักเทโล ဂီတာအားရပါရဆိုရဲဂီတာတီးတဲ့ချင်းအားရပါရဆို อีน่ะกีตาร์ตุ้มเชโลมีปีน่ะล้าพิสัยเสียฮีตุ้มฮี ဒီလိုနဲ့ပဲအမျိုးမျိုးဒုက္ခရောက်ကြတယ် ตัวเต็งโตไว้มาไม่นะตัวมีนะกิมมาโนฮี ကျွန်တော်တို့စနေတင်းရတဲ့တတိယဘာလို့တတိယလဲကျန်းစာဘာတတိယ อีน่ะตัวเต็งโตเอเป็นลายเส้นโปรเป็นพกตาฮี ကျွန်တော်စနေတင်းကသူစမကျန်းစာရှိမှတတိယ ตัวเต็งแรกอีโกไม่มีปีป้ายนะลายเส้นของอันนี้กับพกตาฮี ဆိုသူကျန်းစာကိုယူလို့သူလည်းနေတဲ့ဆုံးကိုပေါ်မှာသူကျန်းစာကိုတင်လိုက်တယ် ตัวแรกมันลายเส้นโดลานะตัวป้าตุ้มอรุตุ้มลายเส้นของงาฮี သူကလည်းစုမတောင်းရဘူး ทุ่งเงี้ยงำโลฮี မတိလို့လည်းကြားချောင်းမှာသွားလို့ เบี้ยกินทุ่งเงี้ยเลยนะทุ่งเงี้ยงำโลฮี ကြားစကားနားမထောင်လို့သူစုမတောင်းရဘူးသူကျန်းစာတော့သွားတင်တယ် ปัสยันทุ่งมังโลฮีมันนี่นะทุ่งเงี้ยสักงำโลนะลายเส้นโดลงา ဆို ฮี တော့သူရဲ့ကျန်းစာသူလုံပြလိုက်တယ် ตัวเต็งโตอามันส่งลายนะไปสักที ကျွန်တော်ဖုန်းတစ်ခေါက်ခေါက်ခေါ်တယ် อีน่ะเอเป็นฟงสัมสามี ကျွန်တော်အားရပဲခေါ်ခဲအဲ့နေတယ် เกี่ยงหลวงตั้งนะอีมูฮี သူတို့ဘာလို့ရတော့မသိတော့ဘူး บางทีลิ้นสิเชนอนโลฮี တရားလုံးအဲ့လိုမျိုး จานจะไปตัวมันอิ่มเชน ညာ ฮี လုံးကဆုံးလို့ဒီတာတီးတဲ့ချင်းဆိုလိုက်လုံးမျိုးတော့တယ် อีน่ะกีตาตุ้มล้าสายนะจานจะไปเป็นตัวมีนะไว้สักมาไม่ฮี အဲ့ဒါနဲ့ကျွန်တော်တို့ရောက်သွားတယ် ตัวเต็งเล็กโกตุ้มตาหิว အဲ့ဒီအိမ်ကကျွန်တော်တည်ရဲ့အိမ် พิตากาอินเป็นเกี่ยงส่งกะทิมีอิน ဒီမိသားစုကိုသူတို့ရဲ့အလုပ်ရအောင်ကျွန်တော်အလုပ်ရှာပေးတယ် ตัวอินกวนเตเป็นนักเสพกระจนสักอินกวน အလုပ်အင်တာဗျူးတွေလည်းကျွန်တော်ကားနဲ့ကျွန်တော်ကိုယ်တိုင်ပို့ခဲ့တယ် อามาวีอินเทอร์วิวไปนั่นเองส่งกี่หมาย ဖော် ของ ပေ มา ကိုလည်းကျွန်တော်ကိုယ်တိုင်ဖြည့်ခဲ့တယ် กี่หมายเป็นส่งเป็นพีนะฟงติงเฮมตัวกับกระบวกสักที ပြောရရင်တော့ကျွန်တော်မျိုးစစ်ကျေပြီးသားအိမ် อัตักตะกินจิเลหังเกี่ยเป็นขายจีกระบวกสายอินกวนนี้ ကျွန်တော်နဲ့ခင်မင်ပြီးသားအိမ် เกี่ยตัวอักิโรมตะกินสายอินกวน ဒီရမှာကအစ္စလာမ်ဘာသာဝင်တွေကတခင်ခွတ်တဲ့ဖြစ်ကိုဖျားလို့ယုံမကြည်ဘူးလက်မကင်ဘူး อินะอัตักตะกินะฮีอิสลามเบียงนั่นนี่เทนับเป็นตัวไปสุเปปัสยันตักตะกินะเม็ดสามโจโลฮี တခင်ခွတ်တော်ဖျားကိုပြောဖက်တပါဖြစ်ပဲနေတယ်လက်ခံတယ် อินะอามาเป็นคำสั่งคัดเสียงตะกินะเม็ดของสารสักฮี ကျွန်တော်ရဲ့ပတ်စတာဝန်ဆောင်ကျွန်တော်တို့သွားတာပေါ့နော် ปาสตามันสังอาตัวติเกลไปเฮียวฮี သူကတော့မြန်မာလိုပြောတယ် อามาเป็นโกลป้าเปาเทโล တ
ဆိုတော့ကျွန်တော်အိမ်ရှင်မျိုးသမီးနဲ့ခင်ဗျားတို့ကျွန်တော်တောင်းတယ် ina azi to tenu pa kya nga phamna nge ni ဦးလေးတို့အတော်တို့ရဲ့အိမ်နဲ့တာကိုသခင်ခရစ်တော်ပြန်လာမှလည်းကျွန်တော်ဆုတောင်းပေးခြင်းနဲ့စက္ကအနံ့ခြင်းနဲ့အခွင့်ပေးပါလား ina no in suma na ta pa wa ding ina jesu min to thu nge sang no miu no phal ding yam china nge ni ကျွန်တော်လေးအဲ့ဒီချိန်မှာစာတမန်ကိုအားကျေးဇူးတင်တယ် he mo na doi ma pa tu ma na pi tai na lu da mi စာတမန်ရဲ့လှုပ်ရှားမှုကြောင့်ကျွန်တော်အနေနဲ့ဒီမိသားစုမှာတခါမှကျွန်တော်ဒီလိုမျိုးဆုမတောင်းနိုင်တဲ့အခွင့်အရေးပေးခဲ့တယ် he satan ha mi na hin ko na khat ve jong thu ta ne sak the lo na ding in kon so thu ne sak thu na kha ai စာတန်ရဲ့ဒုက္ခဝေဒနာစီစဉ်တာကကျွန်တော်တို့အလင်းပြတ်ထုတ်လည်းပေါ့အကောင်းဆုံးခွင့်ရပဲ satan ne na ama in ko la bo se na pe pi na ni na se ni ni mo roi pen pen so bi ဆိုတော့ကျွန်တော်တို့တောင်းခံတယ်ရရင်တောင်းပါ nga ta ne che na a nge thi mai te chi na nge sakun chi ကျွန် ni တော်နဲ့ပါစတာမန်ဆာကကျွန်တော်တို့အဲဒီပုဂ္ဂိုလ်ကလက်တင်တယ် ani tu ka ni na anu tu ma ngai na တခင်ကိုတော့ပြန်လာမှလည်းဒီအခန်းဒီအပတ်နဲ့အားလုံးကျွန်တော်တို့တခင်ကိုပြန်လာမှလည်းဖျားစီကျွန်တော်စက္ကအန်တယ် akhan sum apartment sum pen pasien tu ma thungit na to ka bu hi ဒီတားကကျွန်တော်တို့တခင်ကိုပြန်လာမှလည်းဖျားလို့စက္ကအန်တယ် to pai sum min to hin au pang pen ka a bu hi ဒီမိသားစုဝင်အားလုံးတယောက်ချင်းအားလုံးတို့တခင်ကိုပြန်လာမှလည်းစက္ကအန်တယ် ama in kon na mal khat chia pen jesu min to thu ne sa hi ဖျားရဲ့ကျေးဇူးတော်အားဖြင့်အဲဒီချိန်ကလေးစားပြပါနတ်ဆုံးမှုနဲ့ဘာတနာဆုံးကြားလို့ tua ki pan na pen hin kon suma roi chi to ki sai lim lim pen bang ma sa ni no lo hi ဒါကြောင့်မလို့ tua mani na all taste and see that the Lord is good ဆိုတဲ့ချမ်းချက်ကကျွန်တော်တို့ဘာသာမှာနေစဉ်နေတိုင်းပြည့်စုံဖို့လိုအပ်တယ် nisimina pasian pen chiam khana ama i lim na pen the kha ding na yu ta so ki sam ma mai hi ဘာကိုစောင့်နေကြတယ် bang na la hi ya ကျွန်တော်တို့နောက်ဆုံးဒီစာအုပ်ရဲ့နောက်ဆုံးကဏ္ဍကိုကျွန်တော်တို့ပြောမယ် ina hi lai bui anu nung pen lam en to tung ta yang ကျွန်တော်တို့ကနော်အဲဒီ Bible လို့ပြောလိုက်မယ် license လို့ပြောလိုက်မယ်ပေါ့ lai sem tho ki chi na ki ga ding hi ဆိုတော့အဲ့ဒီကဏ္ဍမှာကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ပြောမယ် tua mun te nga en bang ge di yang chi to ngen to zo lai hi ကျွန်တော်တို့ကတမင်တကာစံစာဖတ်ဖို့အစီအစဉ်မလုပ်ဘူးဆိုတော့ဘယ်တော့မှစံစာကောင်းမဖတ်ဘူး lai sem tho sim mun ding pen lim ta kina ai ma men ge am nia na ko kya le chu ma jan i gun ding om lo di hi မန္တရာ amania မန္တရာဖခင်ရဲ့ကျွန်တော်တို့ချိန်သွင်းဖို့အချိန်မပြုစဖခင်ရဲ့ပုံမှန်ချိန်သွင်းဖို့အချိန်တို့ဘယ်တော့မှမဖြစ်နိုင်ဘူး ai ma men pasien to ki ho hun ding ki mu hun ding i yak kya hai le ching ma se na ko hun ding pen um thei ne lo di hi ဆိုတော့ကျွန်တော်တို့မနေ့တိုင်းဟလာခါတိုင်း6နိုင်ထားတယ်လူအခု6နိုင်မထားတော့နဲ့မနေ့4နိုင်ပဲ9နိုင်ထားတော့ ina sing sang nai ma tho te na nai ki na tho thei no lo di hi nai li la nai ki nai ma pu ma na tho ta ni hi နော်မဖြစ်လို့လေဆိုတော့ကျွန်တော်တို့စုတောင်းဖို့အချိန်ပြရတော့မယ် bahang yang chi le to hi le i thung en hun ding pen mom ta ni hi ကျန်းစာဖတ်ဖို့လည်းအချိန်ပြရတော့မယ်လေ lai sem tho sim hun ding zong ki ma in yak pu ta ni hi ကျန်းစာဖတ်တဲ့အချိန်မှာကျွန်တော်တို့3နေရာကနေကျွန်တော်တို့ဖတ်ရမယ် ina lai sem tho sim chen ina mun chapter thum sim ni hi မွန်းထုံပါ mun thum ဆိုတော့တပတ်ကကျွန်တော်တို့ဖတ်နေကြည့်လို့စာလံကျမ်းကကျွန်တော်တို့ဖတ်မယ် ama sa pen pen nga la te pan pan ni hi ရေးမယ်နော် na ge lu no ta chiam te ko ပထမဦးဆုံးကျွန်တော်တို့ဘယ်နဲ့ဖတ်မလဲစာလံခန်းကြီးတစ်ကိုကျွန်တော်တို့ဖတ်မယ် ama sa pen pen na sa la te tam han na pan pan ni hi စာလံခန်းကြီးတစ်ဖတ်ပြီးတော့အဲ့ဒီစာလံခန်းကြီးတစ်ခဏဖတ်တဲ့အချိန်မှာဖခင်ကခဏကိုဘာလို့တင်စောပါမှုပေးတယ် ina to mun pan na pasien ina nan to ma bang ung gen no me hi ဘာတင်ခန်းစာပေးတယ် bang phat tom na bang ung gen no me hi ဖခင်ကအဲ့ဒီကျမ်းချက်အားဖြင့်ဖခင်ကကိုဘာပြောနေတယ် nang tu ma bang ung gen hi yang to lai sem tung tung to ni na ပြောတဲ့အရာကိုခဏရေးပါ ung na nga phat tom na pen to lai mun ung gen pen ge hiain အဲ့ဒါဘာလဲစာလံခန်းကြီးတစ် to pen la te alien khat na book su ni နော်နေ့တိုင်းစာလံကျမ်းတဲ့ခဏ chapter တစ်ခုဖတ်မယ် nisimina la te chapter hatta alien hatta pen sim ni hi စာလံကျမ်းကခဏဘယ်နဲ့စဖတ်လို့စာလံကျမ်းခန်းကြီးတစ်ကနေစဖတ်မယ်
ลาเตอเลียนขัดปนินาปันที่ปันนี้ ဒီနေ့စာလံကျမ်းခန်းကြီးတစ်ဖတ်မယ်ဆိုရင်မနေ့ကစာလံခန်းကြီးနှစ်ဖြစ်မယ် จิงเจียนกับตุนีขัดงานสิ่งแบบจิงเจียนอันนี้นายตรี စာလံကျမ်းဖတ်ပြီးတော့စာလံကျမ်းကောင်းသွားပြီဆိုစာလံကျမ်းတစ်ခါလေးပြန်စားမယ် ลาเตบ้านบ้านนั้นซิมนะโสเจียงนะขัดปนินาปันอีกแล้วเลย ပြန်ပြောမယ်နော် เงียบอีกหลาย ငါ นี่ တို့ပြေးသွားမှာဆိုလို့ น้องเงียบเขาเลี้ยวจินดาไอ้มันนี่นะ နေ့တိုင်းစာလံကျမ်းကနေခန်းကြီးတစ်ကိုတစ်ခုကိုဖတ်မယ် นี่ขัดที่นะอเลียนขัดตาลาเตอเลียนขัดตาสิ่งนี้เต နော်စာလံကျမ်းခန်းကြီးတစ်နဲ့စာမယ် ลาเตอเลียนขัดนาปนินาปันนี้เต ဘယ်ကနေစာမလဲ บางปนินาปันนี้เลย လာတဲ့ကတ်တော့ เลียนขัดต่อ အလျံကတ်တော့โอเคစာလံခန်းကြီးတစ်နဲ့စာမယ်နောက်ပြန်မှာစာလံခန်းကြီးတစ်ဒီရတဲ့စာလံကျမ်းပြီးတော့စာလံကျမ်းခန်းကြီးတစ်ကနေပြန်စာမယ် อินาอิโซเจียงอินาอโตปิตุนเจนะอขัดนาปนินาปันอีกแล้วเลยนี่ တခုတော့ရှိတာပေါ့နော်ကျမ်းစာရဲ့အရှိဆုံးကျမ်းဟိုအခန်းကြီးရဲ့စာလံကျမ်းပါရှိဆိုအဲ့ဒီနေရာရောက်လို့ဆိုတော့အဲ့ဒီနေရာမှာခဏမရက်တော့တဲ့အချိန်ကြီးလည်းပေါင်းပြရတယ် อินาเซียงดวงสงะอเลียนตัมอันเนวตัมเป็นลาเตสวยมันนะตัวนั้นตุนเจนะนี่ถุนนะสวรรค์สงกินาฮี ကဲစာလံကျမ်းပြီးပြီနော် ลาเตสุมันตามเนาะ ဒီနေ့တိုင်းတုတ်တန်ကျမ်းကနေခန်းကြီးတစ်ခါအောင်ခဏဖတ်ရအောင် ตัวคิดจักเจนะอซมาเป็นอิสิมดินเป็นนี่นะลาเตเปล่านะสุนอะขัดตาสิมนี่ย အဲ့ဒီတုတ်တန်ကျမ်းကတော့ခင်ဗျားတို့ဒီနေ့ဒိတ်နဲ့တူတဲ့အခန်းကြီးကိုဖတ်ရအောင် เปล่านะสุนเจียนะตัวเนี่ยนะสิมนี่ตัวอะกีตัวนี่เป็นเช็คทาเป็นสิมนี่เต မနေ့တော့ကဘာလဲ นี่เป็นบางเนี่ยเลย မနေ့တော့ဂျွန်ဘယ်လောက်လဲဂျွန်30ဟုတ်တယ်မလား ซานี่เป็นจุนข้าสอนทุนนี้ ဆိုမနေ့တော့ဆိုတော့တုတ်တန်ကျမ်းခန်းကြီး30ခင်ဗျားဖတ်ရအောင် ซานี่เป็นลาเปล่านะสอนทุนนะอเลียนสอนทุนนะเป็นสิมนี่เต ဒီနေ့ကဇူလိုင်ဘယ်ရက်လဲ tu ni pen julai kali bangsa khanna ဇူလိုင်1ရက်ဆိုတော့တုတ်တန်ကျမ်းခန်းကြီးတစ်ကိုခင်ဗျားဖတ်မယ် tu ni pen pauna alien khanna pen simni nya နော်ဇူလိုင်10ရက်နေ့ကျတော့တုတ်တန်ကျမ်းခန်းကြီး30ပဲဖတ်ရမယ် julai kali som jai na pauna alien so na simni nya ဒီလကုန်ပြီးတော့ August လရတဲ့ချိန်မှာ August 1ဆိုရင်လည်းတုတ်တန်ကျမ်းခန်းကြီးတစ်တက်ဖြစ်တယ် ina august ham tun jai na la pauna alien khanna sim le le ki ni te နော်တုတ်တန်ကျမ်းကတော့ခင်ဗျားဒိတ်နဲ့ဒီနေ့ဒိတ်နဲ့တူတဲ့အခန်းကြီးကိုခင်ဗျားဖတ်ရမယ် pauna isim dan ni pen ni na sim ni pen alien ko za pa tok sim pa di te ဖတ်တဲ့ချိန်မှာဘာသင်ခန်းစာတွေရတယ်ဘာအားပေးချက်တွေရတယ်အဲ့ဒါကိုခင်ဗျားရေးမယ် bang ting kha sa ting bang thana na ma ne yang chi to pen dep chiam ding နော်ဥပမာပေးမယ်ဒီနေ့ဇူလိုင်1ဆိုပြီးတော့ဘယ်နာမှာမတ်တဲခန်းကြီးတစ်ကတင်စားစာရတာအားလုံးရေးမယ်တုတ်တန်ကျမ်းခန်းကြီးတစ်ကရတဲ့ခန်းစာအားလုံးရေးမယ် ina gen te na na tu ni pen julai khan ni khan ni ma te alien khat pani na inga ting khan sa pen gel ni to ke tak sena pa na alien khat pani na ting khan sa pen gel ni ya ကဲအဲ့ဒါပြီးပြီဆိုရင်နောက်ဆုံးပေါ့နော် to ke tak siang ina anuma စာရန်ကျမ်းတုတ်တန်ကျမ်းမဟုတ်တဲ့တခြားကျမ်းတရားတွေချက်တစ်ခုဖတ်ရမယ် la te le pa na ai lo lai sian tho mun dam te chep tha khat ta sim ding ya ဆိုတော့ကျွန်တော်ဥပမာအကြံပေးချင်တာမတ်တဲခန်းကြီးတစ်ကနေစလို့ရတယ် gen te na kong gen no ma te alien khat pani na sim ding ya မတ်တဲခန်းကြီးတစ်နဲ့စပြီးတော့မတ်တဲခန်းကြီးတစ်ဖတ်ပြီးတော့ဘာသင်ခန်းစာရတယ်တစ်ပြည့်နဲ့တော့လည်းငါမတ်တဲပြည့်နာမာကုပြည့်လုကာယောဟန်နဲ့ဒါလည်းကျန်ဒီဝိုင်ဟိုကဘာဦးကျန်ခန်းကြီးတစ်ကနေစ ma te lien khat ni chum pani na ban ban simina mangnu na izo siang ina pian ji la pan ik le le ring ya အဲ့ဒါဆိုတော့တရားမှာကျွန်တော်တို့ဟုတ်လားအခန်းကြီး3ခုဖတ်နော် to ke tak jana ni khatina lai siang tho alian chum men zo ring ya ဘယ်နှခုလဲ bang za le အခန်းကြီး2 3ခုနော်စာလံကျမ်းထဲကနေကျွန်တော်တို့အခန်းကြီးတစ်ကျမ်းအခန်းကြီးတစ်ခန်းတုတ်တန်ကျမ်းနဲ့အခန်းကြီးတစ်ခန်းပြင်တခြားစာအုပ်ထဲနဲ့အခန်းကြီးတစ်ခန်း la te pani na alian khat pa na pani na alian khat le lai siang tho buran te pani na alian khat chum zo ring ya အဲ့ဒါမနေ့ပိုင်းမှာလုပ်နေတာ to pen jing sang lamina i la hi ညမှာတော့ Sabbath School lesson ဖတ်တော့ ni ta chai nai so bas ku he sen sim ding ya ဒါကြောင့်လည်းကျွန်တော်ခဏပြောရတယ်နော်မနေ့ရှင်းနိုင်မှာထားနေကြလူရှင်းနိုင်မှာထားနေမနေ့6နိုင်မှာ9နိုင်တနိုင်မှာနိုင်ကျိုးစောဖတ်တာထားပါ ina jing sang nai ya la tho te pen tua hun na tho the no lo ni nga nai khat ai ke nai khat lam du ma a lo zo na thok ku tani ni ခင်ဗျားတို့ဒါစမ်းကြည့်ပါတကယ်တမ်းပြောင်းလဲသွားတယ် na sin tak tak un khel tak tak ni yu te ဘာဖြစ်လို့စာလံကျမ်းကျွန်တော်တို့ဖတ်တယ်လဲ ba ha ina la te su
สิบุระฮิยาม စာတန်ကျမ်းကကျွန်တော်တို့ရဲ့နေ့စဉ်နေ့တိုင်းဖြစ်တဲ့ဘဝတတနဲ့အားတူညီတယ်တူညီတဲ့ကျွန်တော်တို့ကိုဘုရားရဲ့ဘောနော်ကောင်းမြတ်မှုဘုရားကိုအာရုံပြုအောင်ကူညီတဲ့ကျမ်းဖြစ်တယ် ลาเตสุงเปนินะนิสิมนะอิตัวฮักสันนานุมนาตานาเคนตัวหินะตัวหินะนิสิมนุตตานาเป็นน้ำปีตะเกนะอุดมปันปี โอเคကျွန်တော်လည်းပြီးတော့မယ်တုတ်တန်ကျမ်းကြတော့ကျွန်တော်တို့ကိုနေ့စဉ်နေ့တိုင်းဘယ်လိုနေရမလဲဆိုတော့အကျဉ်းနဲ့ပေးတဲ့ကျမ်းတွေကြောင့်အဲ့ဒါဖတ်တာဖြစ်တယ် เปล่านาเลยเราจะนิสิมนะบางจิมุนตาติงจินะละมุงละอาเจียหลงเปียหลายเสียงทูบุย တခြားဆောက်ကျွန်တော်ဖတ်တာကတော့ဘုရားစီရင်တခြားကျွန်တော်တို့သိစေခြင်းနဲ့အရာရှိတဲ့ကြောင့်ဖတ်တာဖြစ်တယ် in หลายเสียงทูกันแต่งเกมก็เป็นปัสเซียนินะองค์เทเบสังโนเตอำนาฮี ဒီနေ့ကျွန်တော်ခင်ဗျားတို့စိတ်ခေါ်ခြင်းနဲ့ ตัวนี้นะโนติงเคนก็ผมโตนอพินะ ဘုရားရဲ့ကျေးဇူးကုနာတော်အားဖြင့်ဒီနေ့ဘောနော်မနေ့ကကလေးစားပြီးတော့နောက်နေ့တော့ကျွန်တော်တို့ Zoe Convention Committee ဘုရားရဲ့ကျေးဇူးကုနာတော်အားဖြင့်နေ့စဉ်နေ့တိုင်းကျွန်တော် prayer ကျွန်တော်လုပ်ရဆုတောင်းမယ်ကျမ်းစာဖတ်မယ်လို့လုပ်ချင်တဲ့လူအားလုံးမတည့်ရပါဘူး ina to niya ki panina jing chen na pan to ni na mai tu hom bi ki dong ina hita ga lai bu pen sang ina pasien to ki zo na na sang ding a chi khen ko he ina to ong din sakun ခင်ဗျားအချိန်လို့ပြရမယ်ဒါနဲ့ကောင်းကြီးခံစား no zong a hun da ya ko la na hi ko la pasien in zong thu pa pe tak ni hi နောက်တစ်ဆင့်ခင်ဗျားတို့စိတ်ခေါ်ခြင်းနဲ့ to ki tak chen no teng ong to no zo lai na ခင်ဗျားတို့တို့ကျွန်တော်ဆုတောင်းပေးခြင်းနဲ့ no wa din zong thu ong ne sang ni ကျေးဇူးပြုရဲ့အားလုံးဆုတောင်းခံဖို့အရှိကိုကြွလာ he pina to thu ne sak din ina a mai la ma pai phiun ကျွန်တော်ဆုတောင်းပေးခြင်းတယ်ဆိုတော့ကျွန်တော်တတ်လို့တော်လို့မဟုတ်ဘူး ken thu ne sak din chi sa e pen a siam pen le a ong ki pe pen ding chi na hi lo hi